ဒေါသမီးနဲ့မေတ္တာရေလို့တရားကောင်းစဉ်ပေးပြီးတော့ဟောပါမယ်အက္ခိသုတ်တံမှာမြတ်စွာဘုရားကလောကကြီးမှာမီးနဲ့တူတဲ့တရား၃မျိုးရှိတယ်ဆိုတဲ့အကြောင်းတတ္တဝါတွေကိုမီးလိုလောင်ကျွမ်းပြည့်စေနိုင်တဲ့မီးလိုပူလောင်တဲ့တရား၃မျိုးရှိတဲ့အကြောင်းအဲ့ဒီတရားတွေကဘာတွေလဲဆိုတော့ယာဂမီးဒေါသမီးမောဟမီးဆိုပြီးတော့မြတ်စွာဘုရားဟောထားတယ်အဲ့ဒီယာဂဆိုတဲ့ဆွလန်းခြင်းမီးဒေါသဆိုတဲ့စိတ်တူစိတ်ဆိုးစိတ်ပြက်မကျေနပ်တဲ့ဒေါသမီးသစ္စာတရားအမှန်တရားတွေကိုသိမြင်နားလည်မှုမရှိတဲ့မောဟမီးဒီမီး၃မျိုးကိုငြိမ့်သက်ပုံငြိမ့်သက်နည်းနဲ့ကွာအက္ခိသုတ်တံမှာမြတ်စွာဘုရားဟောထားတယ်အဲ့ဒီအက္ခိသုတ်တံကိုအခြေခံပြီးတော့အင်္ဂုတ္တရနိကေတတ္တကနိဗ္ဗပါဠိတော်မှာလာရှိတဲ့ကောရဏသုတ်တံနဲ့ခြံရံပြီးတော့ဘေးသက်ပေါင်းသူတော်ကောင်းတို့ကိုဦးဇင်းတို့ဒီနေ့ညဒေါသမီးနဲ့မေတ္တာရေလို့တရားကောင်းစဉ်ပေးပြီးတော့ဟောပါမယ်နော်ဒီတရားတော်ကိုမဟောကြားသေးခင်မနာကြသေးခင်မှာတရားတော်အလုံးကိုဟောကြားတော်မူခဲ့တဲ့ဘုရားရှင်ကိုတော်မြတ်ရဲ့အင်မတန်အေးချမ်းကြည်လင်တော်မူတဲ့မဟာကရုဏာကိုသိစရာတရားလုံးစုံကိုသိတော်မူမြင်တော်မူတဲ့သဗ္ဗညုတဉာဏ်ဒီဟုသောပညာကိုဒုမဟာကရုဏာကိုပညာကိုနှစ်ပါးစုံတို့ဖြင့်ပြည့်စုံတော်မူတဲ့ဘုရားရှင်ကိုတော်မြတ်ကိုယုသိမြတ်တို့ရှိခိုးပူဇော်ကြအောင်စို့အလုံးလက်ဥချီမှုပြီးတော့အာယုံပြုကြရအောင်ကရုဏာတိတလဟရယပညာပိဇောတဝိဟတမောဟတမသာနရမရလောကကရောဝန္တိဒုက္ခတံဂတိဝိမု ṭ ံကရုဏာတိတလဟရယမဟာကရုဏာတော်ဖြင့်ဤမြသောစိတ်နှလုံးလေးရှိတော်မူပါ၏ထသောပညာပိဇောတဝိဟတမောဟတမအရဟတမေတိဟုသောအရာဝလင်းဖြင့်ဝိဇ္ဇာတိဟုသောမိုက်မောင်ကိုဖယ်ခွာတော်မူပြီးထသောသာနရမရလောကကရောလူနှင့်မြမတတဝနန္တတို့ဤကြောက်ထီတန်တို့အလေးကရုပြုရာတဆူရီသောဆရာသခင်လည်းဖြစ်တော်မူပါ၏ထသောဂတိဝိမု ṭ ံဒေဝမနုဿာနိရယနှင့်ပေတတရိစ္ဆာလာယရှိငါတံသောဂတိတို့မှလည်းထိုသဖြင့်ကင်းလွတ်တော်မူ၏ထသောဒုက္ကတံတတ္တဝါတို့ဟာအကျိုးများကြောင့်ဟုတ်မှန်သောစကားကောင်းကိုသာမျက်ဆိုတော်မူပါ၏ထသောဗုဒ္ဓံသစ္စာလေးရတရားမြတ်ကိုလက်ပေါ်တင်တာဗရမ ्या ကဲ့သို့ယထာထင်းတဲ့သိမြင်ပေတတ်ဘုရားရှင်ကိုယ်တော်မြတ်ကြီးကိုမေယံတရားဟောပုဂ္ဂိုလ်တရားနာပုဂ္ဂိုလ်ခေါ်ဆိုပညာပရမတ်ပါမူယုံနာနှဖျားဖြစ်ကြပါသောဘုရားတပည့်တော်တို့သည်ဝိနေဝနာမှာကာယဝစီမနောချီ၍သုံးလီဒွါရပနာမဖြင့်ဒုက္ခယောကျိုးလက်စုံမောဃရှိခိုးဥညွတ်ပါ၏မြတ်စွာဘုရားဒေါသမီးနဲ့မေတ္တာရေတဲ့စတင်ပြီးတော့နာယူကြည်ညိုကြရအောင်ရာဂေယတဟတိမေစေရတေကာမေတုမုတ်စီတိဒေါသဂိပါဏဗျာပတိနရိပါဏတိပါတိနောမောဟဂိပါဏတမ္မုံလီအရိယရမေအာကောဝိတိဧတေအဂိအာဇာနန္ဒတက္ကာယပိရတဝဇာဟောဒီလောကကြီးမှာကာမတရားတွေရဲ့ပေါ်မှာတူဝေကြတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တန်ကိုယာဂဆိုတဲ့ဆွဲလန်းခြင်းမီးဟာတောက်လောင်နေယာဂဆိုတဲ့မီးကိုဘာကြောင့်တောက်လောင်တယ်လဲဆိုတဲ့အကြောင်းတရားနဲ့တကွာမြတ်စွာဘုရားကအရင်စတင်ပြီးတော့ဟောတယ်လောကမှာဆွဲလန်းခြင်းမမောခြင်းတွေ့တာခြင်းဆိုတဲ့ယာဂတရားအဲ့ဒီယာဂဟာမီးပါတဲ့မြတ်စွာဘုရားကတတ္တဝါတွေကိုမီးလိုပူလောင်စေတယ်
ပျက်စီးမှုတွေဖြင့်မီးလိုလောင်ကျွမ်းဖျက်ဆီးပြစ်နိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်ယာကသည်မီးလို့ယာကနဲ့မီးနဲ့ကိုတွဲပြီးတော့သုံးမထားဘူးလားသုံးထားတယ်ရာဂကိယာကမီးပေါ့အဲ့ဒီယာကမီးဟာတတ္တဝါတွေရဲ့တဏ္ဍာမှာဘာကြောင့်စွဲလောင်တယ်လဲဆိုလို့ရှိရင်ရတ္တိကာမေတုမုတ်ရှိတိတဲ့ကာမဂုဏ်အာယုန်ရဲ့အမှန်သဘောတရားကိုသိမြင်နားလည်ခြင်းမရှိဘဲနဲ့တွေ့ဝေတဲ့အတွက်ကြောင့်ယာကဆိုတဲ့ဆွဲလန်းခြင်းမီးဟာတတ္တဝါတွေရဲ့တဏ္ဍာမှာဆွဲလောင်သွားတာဒါပထမမီးပေါ့နောက်ဒုတိယမီးကဒေါသဂိပဏဗျာပန္နိနရေပါဏာတိပါတိနောတတ္တဝါတွေရဲ့အသက်ကိုအသက်ချင်းအစရှိတဲ့မကောင်းတဲ့စိတ်ဓာတ်တွေနဲ့ဖောက်ပြန်တုံလုပ်ပြီးတော့စိတ်ဓာတ်တွေဖောက်ပြန်ပြီးတော့အင်မတန်ကြမ်းတမ်းခက်ထန်တဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာမှာဒေါသဆိုတဲ့ပြစ်မှားတဲ့မီးစွဲညှိပြီးတော့တောက်လောင်နေတဲ့ဒုတိယမီးဒေါသမီးအဲ့ဒီဒေါသဆိုတာလည်းပဲမီးတစ်မျိုးပါတဲ့တတ္တဝါတွေကိုပူလောင်စေတယ်အကျိုးမဲ့တွေဖြင့်ပျက်စီးအောင်ဖျက်ဆီးပြစ်နိုင်တဲ့အစွမ်းလောင်ကျွမ်းပြစ်နိုင်တဲ့အစွမ်းရှိတယ်ဒါကြောင့်ဒေါသဟာလည်းမီးတစ်မျိုးပဲလို့ဒုတိယမြောက်ဒေါသကိဆိုပြီးဒေါသနဲ့မီးကိုတွဲပြီးတော့သုံးမထားဘူးလားသုံးထားတယ်ဒေါသမီးတဲ့ဒုလက်တတ္တဝါတွေကိုပူလောင်စေတယ်လောင်ကျွမ်းပြီးတော့ဖျက်ဆီးပြစ်နိုင်တဲ့အစွမ်းရှိတယ်ပေါ့နောက်ဦးဇင်းတို့တတိယမီးကတော့မောဟဂိပဏတံမုံလေအရိယဓမ္မေအာကောဝိတိဟောအရိယသူတော်ကောင်းကြီးတွေသိတယ်အင်မတန်တန်ရှင်းတဲ့သစ္စာ၄ပါးတရားမြတ်တွေကိုသိမြင်နားလည်ခြင်းလိမ္မာကျွမ်းကျင်ခြင်းမရှိရတဲ့ပုဂ္ဂိုလ်တွေရဲ့တဏ္ဍာကိုမောဟဆိုတဲ့မီးဟာဆွဲလောင်နေမောဟမီးမောဟဆိုတာလည်းမီးတစ်မျိုးပါတဲ့တတ္တဝါတွေကိုပူလောင်စေတယ်အကျိုးမဲ့တွေဖြင့်ပျက်စီးသွားအောင်ဖျက်ဆီးပြနိုင်တဲ့အစွမ်းရှိတယ်မောဟမီးအဲ့ဒီမောဟဆိုတဲ့မီးကတော့ပေတပေါင်းသူတော်ကောင်းတို့လောင်မမသိလောင်တဲ့မီးပေါ့ဆိုကြပါစို့ယာကဆိုတဲ့မီးကတော့လောင်နေတယ်ဆိုရင်သိတာလေနော်ယာကဆိုတဲ့ဆွလန်းမှုမီးဆင်းရဲတဲ့ပင်ပန်းတဲ့ပူလောင်နေကိုမြတ်လို့တဲ့ကိုဆွလန်းတဲ့ကိုမြတ်လို့ရတဲ့ຢာတွေပျက်စီးတော့မဲ့အခါမျိုးမှာပို့ပြီးတော့ယာကမီးဟာပြင်းပြင်းထန်ထန်ပူလောင်နေဆိုတာကိုသိလို့ရတယ်ဒေါသဆိုတဲ့မီးကလည်းပဲလောင်ကျွမ်းနေတဲ့အခိုက်အတန့်မှာကိုသူကတော့တိတိတာတာထင်ထင်ရှားရှားမီးရဲ့သဘောကိုပေါ်လွင်အောင်သူကပြနိုင်တယ်မောဟဆိုတဲ့မီးကြတော့ဒကာဓမ္မတို့ဦးဇင်းတို့တွေလောင်မသိလောင်ဒီမောဟမီးကတကယ်စင်စစ်ပို့လို့တောင်ကြောက်เสียကောင်းတယ်ဘာဖြစ်လို့လဲဆိုတော့ယာကဆိုတဲ့ဆွလန်းခြင်းမီးဟာလည်းပဲမောဟမီးကိုအကြောင်းပြုပြီးတော့တောက်ရတာဒေါသဆိုတဲ့မကျေနပ်တဲ့မီးဟာလည်းပဲမောဟဆိုတဲ့မသိခြင်းမီးကိုပဲအကြောင်းပြုပြီးတော့တောက်ရတာဆိုလိုတာကမသိလို့သာလေဆွလန်းမှုဆိုတဲ့ယာကမီးတောက်ကြတာမသိလို့သာလေမကျေနပ်ခြင်းဆိုတဲ့ဒေါသမီးတောက်ကြရတာတကယ်ကတော့ဒကာဓမ္မတို့ဦးဇင်းတို့မောဟမီးမတောက်အောင်တားနိုင်မယ်ဆိုရင်ယာကမီးလည်းတောက်เสียအကြောင်းမရှိဘူးဒေါသမီးလည်းတောက်เสียအကြောင်းမရှိဘူးတကယ်စင်စစ်တဘာဝလောကကြီးထဲမှာတဘာဝတရားကြီးထဲမှာဆွဲလန်းเสียမမောเสียဆိုတာဘာမှရှိတာမဟုတ်သဘောတရားတွေပဲဖြစ်ပေါ်လာတဲ့အကြောင်းရှိတော့ဖြစ်ပေါ်လာကြတယ်ပြီးတော့ချုပ်ပြောက်သွားကြတယ်အဲ့ဒီအမှန်ကိုသိမယ်ဆိုလို့ရှိရင်ဆွဲလန်းခြင်းဆိုတဲ့ယာဂမီတောက်ပါမလားမတောက်ဘူးခုတော့အဲ့ဒီအမှန်တရားကိုမသိတဲ့အတွက်ကြောင့်ဆွဲလန်းတရားလို့ထင်မိတဲ့အခါမှာဆွဲလန်းခြင်းဆိုတဲ့ယာဂမီတောက်မလာဘူးလားတောက်လာတယ်ဟုတ်ရဲ့လားကဲတခါဥဒ္ဒင်းတို့ဒီသဘာဝတရားတွေထဲမှာမကျေနပ်เสียဆိုတာတကယ်တမ်းကရှိတာမဟုတ်ကျုံတန်ဆိုတာသဘောလေးပဲသဘောလေးတဲ့ကောင်းဆိုမရှိကောင်းဆိုမရှိကြိုက်မုံမပေါ်ကြိုက်မုံမပေါ်ပြောပြမလို့စရှိသဖြင့်ဦးဇင်းတို့ဆရာကြီးဦးလက်သိန်းဟောထားတာကိုငယ်ငယ်တုန်းကကြားဖို့တယ်ပိဿတို့လည်းကြားဖို့ပဲထင်ပါတယ်ယုံနံဆိုတာသဘောလေးပဲတဲ့အဲ့ဒီသဘာဝတရားတွေထဲမှာတကယ်တမ်းကစိတ်တူစရာစိတ်ဆိုးစရာဆိုတာပါတာမဟုတ်ဖြစ်စရာအကြောင်းရှိလို့ဖြစ်လာတယ်ပြီးတော့ချုပ်ပြောက်သွားကြတယ်
တကယ်လို့သာအဲ့ဒီအချက်ကိုသိမြင်နားလည်အောင်ကြိုးစားပြီးတော့မောဟမီးတောက်ကိုတောက်ခွင့်မရအောင်ငြိမ့်သက်နိုင်မယ်ဆိုရင်မကျေနပ်ခြင်းဆိုတဲ့ဒေါသမီးတောက်เสียအကြောင်းရှိပါမလားမရှိဘူးအဲ့တော့ဦးဇင်းတို့အကျဉ်းမြင်နားလည်အောင်ပြောရရင်မသိလို့သာဆွဲလန်းကြတာမသိလို့သာလည်းစိတ်တူကြတာအဲ့တော့ယာဂမီးပဲဖြစ်ဖြစ်ဒေါသမီးပဲဖြစ်ဖြစ်မောဟမီးဆိုတာကိုအကြောင်းပြုပြီးတော့တောက်လောင်ကြရတာဆိုတာမထင်ရှားဘူးလားထင်ရှားတယ်ဒါကြောင့်မီးသုံးပါးထဲမှာမောဟမီးကအဓိကအရေးကြီးတဲ့အနေအထားမှာရှိမနေဘူးလားရှိနေတယ်အဲ့တော့ဒီမှာတော့မြတ်စွာဘုရားကအရိယဓမ္မေအာကောဝိတွေအရိယာတို့သိတဲ့အင်မတန်မြင့်မြတ်တဲ့တရားတွေကိုသိမြင်လိမ္မာကျွမ်းကျင်ခြင်းမရှိကြတဲ့ပုဂ္ဂိုလ်တွေရဲ့တန်တမှာမောဟဆိုတဲ့မီးတောက်တယ်လို့အကြောင်းတရားလေးနဲ့တကွာပြောထားတာအဲ့တော့မောဟမီးဆိုတာဘာလဲလို့ပြောရင်အကျဉ်းမြင်အဖြစ်ပြောရရင်တော့သစ္စာလေးပါးကိုမသိတာကိုမောဟမီးလို့ဆိုရတယ်ဘဝမှန်သမျှခန္ဓာမှန်သမျှဆင်းရဲဒုက္ခမျှတာပဲလို့လောကကြီးရဲ့ပထမအမှန်တရားကိုသိမြင်နားလည်မှုမရှိဘူးဆိုရင်အဲ့ဒါမောဟမီးတောက်တာကိုယ်ဘဝပဲဖြစ်ဖြစ်သူ့ဘဝပဲဖြစ်ဖြစ်ကိုယ်ခန္ဓာပဲဖြစ်ဖြစ်သူ့ခန္ဓာပဲဖြစ်ဖြစ်ဘု து ဘဝဘု து ခန္ဓာမျိုးမဆိုတကယ်စင်စစ်ဆင်းရဲဒုက္ခမျှတာလို့မသိဘူးဆိုလို့ရှိရင်အဲ့ဒါဘာမီးခေါ်မလို့မောဟမီးဒါပထမအမှန်တရားကိုမသိတာနော်နောက်ဦးဇင်းတို့လောကကြီးရဲ့ဒုတိယအမှန်တရားရှိတယ်သမုဒိယသစ္စာပေါ့စာလို့ပြောရရင်နော်အဲ့ဒီဒုတိယအမှန်တရားကဘာလဲလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့တဏှာလောဘသည်ဆင်းရဲဒုက္ခကိုဖြစ်စေတတ်တဲ့တရားဆိုတဲ့အချက်နော်ဒုက္ခဆိုတာလောဘကြောင့်ဖြစ်တာလို့သိရဆင်းရဲဒုက္ခတွေဟာလောဘကြောင့်ဖြစ်တာလို့မသိဘူးမမြင်ဘူးဆိုရင်အဲ့ဒါဘာမီးတောင်းမောဟမီးတောင်းတယ်ဟုတ်ရဲ့လားဒါကြောင့်ဆင်းရဲဒုက္ခတွေဟာသူ့ကြောင့်ဖြစ်တာလည်းမဟုတ်ဘူးငါကြောင့်ဖြစ်တာလည်းမဟုတ်ဘူးလိုချင်တယ်ရချင်တယ်ဖြစ်ချင်တယ်ဆိုတဲ့လောဘကြောင့်ဖြစ်တာလို့ဒုတိယအမှန်တရားကိုသိမြင်နားလည်အောင်ကြိုးစားဖို့မလိုဘူးလားလိုတယ်နောက်ဦးဇင်းတို့တတိယအမှန်တရားនិရောဓသစ္စာနိဗ္ဗာန်ဘာကိုပြောတာတော့နိဗ္ဗာန်ဆိုတာလောဘချုပ်ရာနိဗ္ဗာန်လို့ပြောတာတနည်းအားဖြင့်လောဘချုပ်ခြင်းသည်ပင်ဒုက္ခချုပ်ခြင်းပဲလောဘမချုပ်ဖဲနဲ့ဒုက္ခမချုပ်နိုင်ဘူးလောဘချုပ်မှဒုက္ခချုပ်တာလို့တတိယလောကကြီးရဲ့အမှန်တရားကိုនិရောဓသစ္စာကိုအဲ့လောက်လေးတော့သိမြင်နားလည်ထားဖို့မလိုဘူးလားလိုတယ်အဲ့ဒါကိုမသိဘူးဆိုရင်လည်းဘာလို့မောဟမီးဟောနောက်ဦးဇင်းတို့လောကကြီးရဲ့စတုထအမှန်တရားအဲ့ဒါကဘာလဲဆိုတော့မဂ္ဂင်၈ပါးအကျင့်မြတ်တရားဒီသာလေးရဲ့ဒုက္ခကိုချုပ်စေတဲ့တခုတည်းသောနိလန်းပဲလို့မဂ္ဂင်၈ပါးရဲ့ဒုက္ခချုပ်စေနိုင်စွမ်းအစွမ်းတတ္တိဂုဏ်ကြီးကိုသိမြင်နားလည်ရဟုတ်လားဒုက္ခချုပ်အောင်တခြားနည်းတွေနဲ့လုပ်လို့မရဘူးလောကကြီးမှာဒုက္ခချုပ်သွားစေတဲ့တခုတည်းသောနိလန်းဟာမဂ္ဂင်၈ပါးအကျင့်မြတ်တရားပဲလို့မဂ္ဂင်၈ပါးရဲ့စွမ်းရည်တတ္တိကိုသိမြင်နားလည်ဖို့မလိုဘူးလားလိုတယ်ဒီပြင်းနည်းတွေဖြင့်ဒုက္ခချုပ်ဖို့အတွက်ဒကာဓမ္မတို့ဦးဇင်းတို့ဘုဒ္ဓသင်္ဘာဝကြိုးစားနေကြတာတွေတော့ရှိတာပေါ့ဟုတ်လားဘယ်နည်းနဲ့ပဲကြိုးစားမဂ္ဂင်၈ပါးတရားမြတ်ဒေသနာနဲ့မညီဘူးဆိုရင်အဲ့ဒါဒုက္ခချုပ်ကြောင်းဒီလန်းကောင်းလို့ပြောလို့မရအောင်တော့လောကကြီးမှာဒုက္ခကိုတကယ်ချုပ်စေတာဟာမဂ္ဂင်၈ပါးအကျင့်မြတ်တရားတစ်ခုသာလင်ရှိတယ်လို့သိမြင်နားလည်မှသာလင်မောဟမီးဟာငြိမ်းမယ်ပေါ့ဟုတ်လားအဲ့တော့ဦးဇင်းတို့ဒီသစ္စာလေးပါးတရားဒေသနာကိုသိမြင်နားလည်မှုမရှိတာကိုဘာခေါ်မလို့မောဟအဲ့ဒါလိုမီးသုံးပါးတတ္တဝါတွေရဲ့တဏ္ဍာမှာလောင်ကျွမ်းနေတယ်တဲ့မြတ်စွာဘုရားကဒါကိုရည်ရွယ်ပြီးတော့ရာဂကိတဟတိမေစေရတ္တေကာမေတုမုတ်စိတိဒေါသကိပနာဗျာပန္နိနရေပါဏတိပါတိနောမောဟကိပါဏတမုံလေရိယဓမ္မေအာကောဝိရိဧတေအဂိအဇာနန္ဒတက္ကာယပိရဒပဇာအဲ့ဒါလိုမိသုံးပါးတောက်လောင်ပြီးတော့အကျိုးမဲ့တွေဖြင့်ပျက်စီးနေတာပူလောင်နေတာဆင်းရဲနေတာကိုမသိကြမမြင်ကြတဲ့အတွက်ကြောင့်တတ္တဝါတွေဟာတက္ကာယဆိုတဲ့ဒီဒုက္ခတရားတွေရဲ့အပေါ်မှာပျော်မွေ့ပြီးတော့အကောင်းထင်ပြီးတော့ရစ်မှုပြီးတော့နေကြတာတဲ့ဟုတ်ရဲ့လားဒီမီးတွေရဲ့တတ္တဝါတွေရဲ့ပေါ်မှာနှိမ့်ဆက်နိုင်စွမ်းဆိုးနိုင်စွမ်းကိုမသိတဲ့အတွက်ကြောင့်ဒကာဓမ္မတို့ဦးဇင်းတို့တွေဟာတက္ကာယဆိုတဲ့ဒီဘဝရဲ့ပေါ်မှာတွေ့တာမမောပြီးတော့ဆွဲလန်းပြီးတော့ရစ်မှုပြီးတော့ပျော်ပြီးတော့နေကြတာ
သက်ကာယဘိရတာပဇာဒါပြောတာနော်တကယ်စင်စစ်ဒီမီးသုံးပါးဟာတရားဓမ္မတို့ဦးဇင်းတို့ရဲ့အပေါ်မှာပြင်းပြင်းထန်ထန်နှိပ်စက်နိုင်တဲ့ပြင်းပြင်းထန်ထန်ပူလောင်စေတယ်မီးဆိုတဲ့အတိုင်းပဲပွားလာတဲ့သဘောရှိတယ်များလာတဲ့သဘောရှိတယ်မီးဆိုတဲ့သဘောအတိုင်းပဲကူးဆက်တဲ့သဘောလည်းရှိတယ်ဆိုကြပါစို့မီးတွေဟာဘလို့ကူးသွားလဲမီးတွေဟာဘလို့များလာတယ်ဘလို့ပွားလာတယ်ဆိုတာလေးနည်းနည်းလေးစဉ်းစားကြည့်မယ်ဟုတ်လားဦးဇင်းတို့ယာကဆိုတဲ့ဆွလန်းခြင်းမီးဒေါသဆိုတဲ့မကျေနပ်ခြင်းမီးမောဟဆိုတဲ့တူဝီမိုက်မဲခြင်းမီးတွေလောင်ကျွမ်းလာပြီဆိုလို့ရှိရင်ဘယ်အထိမီးတွေဟာတက်ပြီးတော့လောင်ကျွမ်းနိုင်လဲဆိုတော့ဒုစရိုက်မီးဆိုတာကိုတက်ပြီးတော့လောင်ကျွမ်းနိုင်တယ်ယာကဒေါသမောဟကိုအခြေခံပြီးတော့ပဲတတ်ခြင်းခိုးခြင်းကာမကိစ္စဖောက်ပြန်ခြင်းလိန်ညာပြောခြင်းအစရှိတဲ့ဝစီဒုစရိုက်တရားဒီလိုမကောင်းမှုတွေကိုပြုမိမှပြောမိမှဖြစ်တယ်ဆိုတာဆွဲလန်းလို့သာလျင်ကာယကံတွေဟာမှားကြတာဆွဲလန်းလို့သာလျင်ဝစီကံတွေမှားကြတာအဲ့ဒါလိုပဲမကျေနပ်လို့သာလျင်ကာယကံဝစီကံအမှုတွေမှားကြတာမဟုတ်လားအေးဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဉာဏ်ရှိပါတယ်အလုံးဒါကိုနားလည်နိုင်ပါတယ်ယာကဒေါသမောဟကိုအကြောင်းပြုပြီးတော့တတ္တဝါတွေဟာဒုစရိုက်မှုတွေဖြင့်မိုက်မဲပြီးတော့ဒုစရိုက်မီးတွေဆက်ပြီးတော့တောက်တာမရှိဘူးလားရှိတယ်ကမ္ဘာလောကကြီးဘာကြောင့်ပူလောင်နေသလဲဘာကြောင့်အန္တရာယ်တွေနဲ့ရောပြွန်းပြီးတော့စိုးရိမ်တဲ့အနေအထားမှာရှိနေသလဲဆိုရင်အဲ့ဒီဒုစရိုက်မီးတွေတောက်နေလို့ကမ္ဘာလောကကြီးဟာမငြိမ်းချမ်းတာပေါ့အဲ့ဒီဒုစရိုက်မီးရဲ့အခြေခံဟာဘာဖြစ်နေတော့ယာကဒေါသမောဟမီးဆိုတဲ့မီးသုံးပါးဟာဒုစရိုက်မီးရဲ့အခြေခံဖြစ်မနေဘူးလားဖြစ်နေတယ်နော်ယာကဒေါသမောဟမီးတွေတောက်ပများလာရင်ဒုစရိုက်မီးတောက်เสียအကြောင်းမရှိဘူးလားရှိတယ်အဲ့ဒါလို့ဒုစရိုက်မီးတွေတောက်လာပြီဆိုလို့ရှိရင်အပေလေးပါးမီးဆိုတာဆက်ပြီးတော့တောက်တယ်အဲ့ဒါကတော့မီးထဲမှာအပြင်းဆုံးအဝီစီမီးပေါ့နော်ဒီထိသူကဆက်ပြီးတော့ဆွဲညှိသွားတာလောင်ကျွမ်းသွားတာဒါကိုမြတ်စွာဘုရားကရည်ရွယ်ပြီးတော့နော်ဘာဆက်ပြီးတော့ဟောတယ်လဲဆိုတော့ဒီယာကဒေါသမောဟမီးတောက်တွေကိုအကြောင်းပြုပြီးတော့ငရဲမီးဆိုတာတောက်ရတယ်တဲ့တိရစ္ဆာန်မီးဆိုတာတောက်ရတယ်အပေလေးပါးမီးဆိုတာတောက်ရတယ်မီးတွေကူးသွားပုံကိုပိဿပေါင်းသူတော်ကောင်းတို့နားလည်ကြတယ်နော်အေးယာကဒေါသမောဟမီးကိုအကြောင်းပြုပြီးတော့ဒုစရိုက်မီးတောက်တယ်ဒုစရိုက်မီးကိုအကြောင်းပြုပြီးတော့အပေလေးပါးမီးတွေတောက်ကြတယ်ဒါနဲ့အဲ့ဒါလို့ဆိုတဲ့ဒီမီးသုံးပါးကိုဘယ်ပုံစံဘယ်နည်းလမ်းဖြင့်ငြိမ့်သက်ကြမလဲဆိုတာလေးအဲ့ဒါဒီဒေသနာမှာပဲမြတ်စွာဘုရားကအနှစ်ချုပ်ကလေးပြောထားတယ်ယေစရတ္တိန်တိဝါယုတ်တာသမ္မာသမ္ဗုဒ္ဓသာသနေတေနိဗ္ဗာပင်တိရာဂကိနိစ္စံအတုဝတင်ညိနောဒေါသဂိပါဏမေတ္တာယနိဗ္ဗာပင်တိနရုတ္တမမောဟဂိပါဏပညာယယာယနိဗ္ဗေဒဂာမိနိအဓိပ္ပာယ်ကဘာပြောလဲဆိုတော့ဟောဒီဘုရားမြတ်စွာသာသနာရဲ့အတွင်းမှာငါသည်ဒီမိသုံးပါးကိုငြိမ့်သက်ဖို့ကြိုးစားမယ်ဆိုပြီးတော့လုံလဝရိယနဲ့အထုတ်နေတဲ့ပုဂ္ဂိုလ်တွေဟာတဲ့တေနိဗ္ဗာပင်တိရာဂကေနိစ္စံအတုပတင်ကြီးနောတဲ့ယာကဆိုတဲ့မီးကိုအတုပဒီဟုသောအတုပဘာဝနာဒီဟုသောရေဖြင့်ငြိမ့်သက်ကြ၏တဲ့ဟောနီလန်ကလေးစရပြီနော်ဆွဲလန်းခြင်းဆိုတဲ့ယာကမီးကိုဘာရေနဲ့ငြိမ့်သက်မယ်အတုပဘာဝနာဒီဟုသောရေဖြင့်ငြိမ့်သက်ကြအတုပဆိုတာပိဿပေါင်းသူတော်ကောင်းတို့အဆိုတာကမရှိတာတုပဆိုတာကတင့်တယ်တင့်တယ်ခြင်းမရှိတဲ့သဘောပေါ့လူတွေတည်သွားပြီဆိုတော့အတုပရှုကြွပါဆိုပြီးတော့ဖိတ်ကြတာတွေမရှိဘူးလားရှိတယ်နော်အတုပရှုကြတယ်ပေါ့တကယ်တမ်းကတော့မသေးခင်မှာပဲလှုပ်ရှားသွားလာပြောဆိုနေတဲ့ဒီခန္ဓာမှာကိုပဲအတုပကရှုလို့မရဘူးလားရတာပေါ့တည်တဲ့အတုပရှိတယ်လို့မသေးခင်မှာလည်းပဲအတုပမရှိဘူးလားရှိတယ်အဲ့တော့အတုပတရားတွေဟာတကယ်စင်စစ်ဒကာဓမ္မတို့ဦးဇင်းတို့တာမန်မျက်စိနဲ့တောင်သိနိုင်မြင်နိုင်တဲ့အနေအထားမှာမရှိဘူးလားရှိတာပေါ့တာမန်မျက်စိနဲ့တောင်သိနိုင်တယ်ဒါပေမဲ့ဒါကလည်းပဲသိမြင်နားလည်အောင်ကြိုးစားမှသိတာအမတ်တမဲ့နေရင်တော့စိတ်ဟာအင်မတန်လှည့်စားတဲ့သဘောရှိတယ်မျက်စိနဲ့ကြောင်ကြောင်ကြီးမြင်နေရတဲ့ဒီကိစ္စမှာတောင်မှနားမလည်ပဲရှိတတ်တယ်ဒကာဓမ္မတို့ဦးဇင်းတို့ပုထုသင်ရဲ့စိတ်ဆိုတာကအင်မတန်လှည့်စားတာနော်ဝိညာမာယူပမာနင်စဝိညာဏစိတ်ဟာမျက်လှည့်ဆရာနဲ့အလွန်တူတယ်လို့ပြောထားတာလည်းကြားဖို့တယ်မဟုတ်လားကြားဖို့တယ်အဲ့တော့ဘလို့လှည့်စားသလဲဆိုတော့
တုပဆိုတာထင်ရှားပါလျက်နဲ့တုပလို့ထင်မိအောင်ထင်တာတွေမရှိဘူးလားရှိတယ်ဟိုဦးဇင်းတို့ကျမ်းဂန်တွေထဲမှာစိတ်ရဲ့လှည့်သားပုံကလေးကိုပြောထားတာတခုရှိတယ်ဟိုတပင်လုံးရဲနေအောင်ပွင့်နေတဲ့ပေါက်ပင်ကြီးတပင်ရဲ့အောက်မှာနော်တော်ကွေးတကောင်မြေကွေးတကောင်ကအဲ့ဒီပေါက်ပွင့်နေကိုအသားသေးတွေအသားခဲတွေလို့ထင်ပြီးတော့အောက်ကနေထိုင်ပြီးတော့မျောနေတယ်တဲ့အဲ့ဒါလေးတစ်ချက်ဝေးလိုက်တော့အဲ့ဒီရဲနေတဲ့ပေါက်ပွင့်နေတဲ့ကတပွင့်တလေအောက်ကိုပြုတ်ကျလာအဲ့ဒီမှာအသားတုံးတုံးတော့ပြုတ်လာပြီးဆိုပြီးတော့အတင်းပြေးပြီးတော့ဟတ်တယ်တဲ့အဲ့ဒီခွေကဟတ်ကြည့်လိုက်တော့မှဟာငါထင်တိုင်းဒါကအသားတုံးမဟုတ်ဖဲကိုဘာမှစားမရတဲ့သုံးမရတဲ့အရာပဲလို့သူသိတယ်ဒါပေမဲ့ခွေးဆိုတော့စဉ်းစားဉာဏ်ကမရှိတော့အောက်ကျလာတာတဲ့နာအသုံးမကျတာနဲ့တူရဲ့အပေါ်မှာရှိတာတွေကတော့အသားတွေပဲနဲ့တူရဲ့လို့ဆက်ပြီးတော့အထင်မှားပြီးတော့မျောမြဲမျောနေပြန်တာပဲတဲ့တကယ်ဆိုရင်တော့ဒီအပွင့်ကျလာတဲ့ဒါဟာသုံးမရတဲ့အရာလို့သိမယ်ဆိုရင်အပေါ်ရဟာတွေလည်းဒီတိုင်းနေမှာပဲလို့သိစရာမကောင်းဘူးလားကောင်းတယ်သို့တော်မြေခွေးကတော်ခွေးကအဲ့လိုသိသလားမသိဘူးအဲ့လိုပဲပုထုဇဉ်တတ္တဝါတွေဟာလည်းပဲခန္ဓာကိုယ်ကပြုတ်ကျလာတဲ့အရာတွေကိုသာလေဒါဟာမတင့်တယ်တဲ့အရာတွေရွံ့ရှားဖွယ်ရာတွေဆက်ဆုပ်ဖွယ်ရာတွေလို့ထင်ကြတာတဲ့ခန္ဓာကိုယ်ပေါ်မှာတွဲကပ်နေတဲ့အချိန်မှာတော့အဲ့ဒါကိုမတင့်တယ်တဲ့အရာဆက်ဆုပ်เสียရလို့မထင်ကြဘူးတဲ့ဟုတ်တယ်ဗျနော်တွေတွေဘာတွေထွေးပြီးပြီဆိုရင်လက်နဲ့ဘာနဲ့ထိကျင်သလားစိတ်ထဲမှာဒါရွံ့เสียရပဲဆက်ဆုပ်เสียရပဲလို့သိတယ်ဒါပေမဲ့ကိုယ်ပါဇက်ထဲကတွေကိုတော့မြင်ရင်ဖြစ်ရင်မျိုးချနေတာပဲလေရွံ့ရကောင်းမှသိသလားတကယ်တမ်းကဒီတွေနဲ့အောက်ထွေးလိုက်တဲ့တွေဟာအတူတူပဲမဟုတ်လားဘာမှကာလကွာသေးတာကိုထွေးပြီးချင်းကိုမကြည့်ချင်ဘူးအဲ့ဒီဥစ္စာကိုဒါပေမဲ့ပါဇက်ထဲဟာကြတော့ရွံ့ရကောင်းမှမသိဘူးဟုတ်လားအဲ့လိုပဲခေါင်းကဆမ်းပင်ခေါင်းပေါ်မှာနေတော့တသားသားနဲ့လှည့်သားပုံကလေးတွေကိုပြောတာပါထမင်းကွက်တဲ့ဟင်းကွက်တဲ့ရောက်သွားရင်တော့ထမင်းစားတောင်တချို့ပြက်တယ်လို့ဆိုတယ်ဘလို့ဖြစ်သွားတယ်တော့မသိဘူးဟုတ်လားတကယ်ဆိုရင်အောက်ကဟာယွန်းတယ်ဆိုရင်ဘောကလည်းယွန်းဖို့ကောင်းတာပေါ့နော်ဒါကြောင့်တရားဓမ္မတို့ဦးဇင်းတို့ရဲ့စိတ်ဟာသိမြင်နားလည်အောင်မကြိုးစားဘူးဆိုရင်တော့အပေါ်ယံလေးဆိုပေမဲ့လို့လည်းပဲခက်ခဲနေတတ်တယ်ဦးဇင်းကတော့တခါလေးကြင်ကြံဖန်ဖန်စဉ်းစားကြည့်တယ်တို့ပုထုဇဉ်တွေရဲ့ဉာဏ်ဟာအလွန်တုံးတာပဲလို့နော်အင်မတန်ပါလာတဲ့အရေးပြားလေးကိုတောင်ဖောက်ပြီးတော့မမြင်နိုင်ဘူးလို့တကယ်ဆိုရင်အင်မတန်ပါတဲ့အရေးပြားလေးအောက်မှာမတင့်တယ်တဲ့ရဲနေတဲ့ဆက်စုပ်ပွဲကောင်းတဲ့ထိကျင်စရာတို့ကျင်စရာမကောင်းတဲ့အရာရှိတယ်ဆိုတာလူတိုင်းမသိဘူးလားသိတယ်ဒါပေမဲ့အရေးပြားလေးနဲ့အုပ်ထားတော့အယောင်မျိုးမျိုးဖြစ်နေတာပေါ့လေဟုတ်လားအဲ့တော့တရားဓမ္မတို့ဦးဇင်းတို့ရဲ့ဉာဏ်ကိုစူးရှခြင်းနဲ့ထက်မြက်ခြင်းနဲ့ဆိုရင်တော့အနည်းနဲ့အများကတော့လေ့ကျင့်မှဖြစ်လိမ့်မယ်ဟုတ်လားအဲ့ဒါအတုပတင်ညာဆိုတာအဲ့ဒါကိုပြောတာမတင့်တယ်တာကိုအမှတ်ရတဲ့သဘောငါခန္ဓာကိုယ်မှာဘာမှတင့်တယ်တာမရှိဘူးနော်ဘာမှသိမ့်ထားခြင်းစရာလူချင်းစရာမမောစရာဘာမှမရှိဘူးဆိုတာကိုအမှန်တိုင်းသိမြင်နားလည်ကြဖို့မလိုဘူးလားလိုတယ်စံမေမွေးခြင်းခြေသီးလက်သီးသွားအရေးအသားအကျော်အယိုးအစရှိတဲ့ဖြင့်32ကုဋ္ဌာတကို32ပုံဉာဏ်ဖြင့်ခွဲခြမ်းစိတ်ဖြာဝေဖန်ပြီးတော့ပုံကြည့်တတ်ဖို့မလိုဘူးလားအဲ့ဒါဆိုလို့ရှိရင်ယောက်ျားလည်းမတွေ့ရဘူးမိန်းမလည်းမတွေ့ရဘူးငါဆိုတာလည်းမတွေ့ရဘူးရွှန်ရှာဆက်စုပ်ဖွယ်အစုအဝေးနေတာနဲ့တွေ့ရလိမ့်မယ်တရားဆိုတာရိုးတော်ရိုးရိုးလေးနော်တခါကြီးမိုင်းပြတကယ်လုတ်ကြည့်မှဒီအလုတ်ရဲ့ကိုယ့်ရဲ့စိတ်ကိုဘလောက်ငြိမ်းချမ်းစေနိုင်တယ်လဲဆိုတာကပေါ်လွင်တာဟုတ်ရဲ့လားအေးဒီနေရာမှာမြတ်စွာဘုရားကအဲ့ဒီအတုပတင်ညာမတင့်တယ်တာကိုအမှတ်ရတယ်ဆိုတဲ့အတုပဘာဝနာဖြင့်ရှားကဆိုတဲ့ဆိုလန်းခြင်းမိကိုငြိမ်သက်ကြရမယ်လို့မြတ်စွာဘုရားကနိလန်ပေးတာတကယ်တမ်းကယာဂမီကိုလည်းပဲတရားဓမ္မတို့ဦးဇင်းတို့တွေပေါ့တွက်လို့တော့မရဟိုယာဂမီကအပေါ်ယံကြည့်ရင်တော့တောက်လောင်နေတဲ့အချိန်မှာပူတယ်လို့သိမထင်ရဘူးတချို့ဆိုလို့ရှိရင်ယာဂမီကိုပူတယ်လို့မထင်တဲ့အပြင်ตาရတရားချမ်းသာတယ်လို့ထင်နေတာတောင်ရှိတယ်ဟုတ်ရဲ့လားနော်ဆွဲလန်းခြင်းမိကိုဆွဲလန်းနေရတာကိုပဲအရသာတစ်မျိုးဆိုပြီးတော့ဒါနဲ့ကြည်နူးပြီးတော့နေရတာမရှိဘူးလားဆွဲလန်းခြင်းမိကဘယ်အချိန်မှသူကအကြီးအကျယ်သူ့ရဲ့အစွမ်းတတ္တိကိုပြလာနိုင်လဲဆိုရင်ကိုဆွဲလန်းထားတဲ့အရာပျက်စီးတဲ့အချိန်မှာသူဟာသူ့ရဲ့အစွမ်းတတ္တိကိုအကြီးအကျယ်ပြလိုက်ပဲအဲ့ဒီအချိန်မှာတရားဓမ္မတို့ဘလောက်ပူရတယ်လဲဆိုတာအင်မတန်ထင်ရှားတယ်ဒါကြောင့်ဆွဲလန်းခြင်းမိဆိုတာကိုလည်းပေါ့တွက်လို့တော့မရဘူးအတုပဘာဝနာဖြင့်ကြိုးစားပြီးတော့ငြိမ့်သက်ကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါဆွဲလန်းခြင်းယာဂမိကိုအတုပဘာဝနာဖြင့်ငြိမ့်သက်ဖို့နောက်ဦးဇင်းတို့ဒုတိယဒေါသကိဉ္ပါဏမေတ္တာယနိဗ္ဗာပင်တိနရုတ္တမဓ
ဒါကလေးကိုဒီကနေ့ဦးစားပေးပြီးတော့ပြောကြတာဒေါသကိပါဏမေတ္တာယနိဗ္ဗာပင်တိနရုဒ္ဓမဒေါသဆိုတဲ့မိကိုမေတ္တာတည်းဟူသောရေဖြင့်ငြိမ့်သက်ဖို့ကြိုးစားရမယ်လို့မြတ်စွာဘုရားကဒုတိယနိလန်းကိုဆက်ပြီးတော့ညွှန်ကြားတပိဿပေါင်းတော်ဟောင်းတို့တရားကောင်းစဉ်ပေးထားတာကဘာတဲ့တော့ဒေါသမီးနဲ့မေတ္တာရေလို့တရားကောင်းစဉ်ပေးထားတာနော်အဲ့တော့ဒေါသဆိုတာမီးပါဆိုတာလေးကိုပထမကြည်ကြည်ပြန့်ပြန့်နားလည်မယ်ဆိုရင်ဒီဒေါသမီးကိုငြိမ့်သက်ဖို့ကြိုးစားတဲ့နေရာမှာပို့ပြီးတော့စိတ်တက်တည်ဟာအားဖြစ်လိမ့်မယ်ဟုတ်လားဒေါသရဲ့အဖြစ်ကိုမြင်ဖို့မေတ္တာရဲ့အကျိုးကျေးဇူးကိုမြင်ဖို့ကျမ်းဂန်နေတဲ့မှာမေတ္တာတရားကိုပွားများဖို့ကြိုးစားတဲ့နေရာမှာမေတ္တာရဲ့အကျိုးဒါကိုသိမြင်နားလည်ဖို့လိုတယ်ဆိုပြီးတော့ညွှန်ကြားထားတာရှိတယ်ဒေါသမီးကိုငြိမ့်သက်တဲ့နေရာမှာလည်းပဲဒေါသရဲ့အပြစ်တွေကိုတတ်နိုင်တဲ့မြတ်မြင်ဖို့ကြိုးစားရမယ်ဆိုတာကိုလည်းမြတ်စွာဘုရားညွှန်ကြားထားတာရှိတယ်။ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒေါသမီးကိုမေတ္တာရည်ဖြင့်ငြိမ့်သက်ဖို့ကြိုးစားတဲ့နေရာမှာကြိုးစားခြင်းစိတ်ပုံမထက်တန်လာအောင်ဒေါသဆိုတဲ့မီးရဲ့တတ္တဝါတွေရဲ့ပုံမှာအင်မတန်ဆိုးနိုင်တဲ့အစွမ်းတတ္တိတွေကိုတတ်နိုင်တဲ့မြတ်နားလည်ထားကြဖို့ကြာဘူးနာဝရှိထားကြဖို့တော့လိုမယ်လို့ထင်တယ်။ဟုတ်ရဲ့လား။ဒါကြောင့်ဦးဇင်းတို့အင်္ဂုတ္တပါဠိတော်မှာလာရှိတဲ့ကောဒနာသုတ်တံဆိုတာကိုအခြေခံပြီးတော့ဒေါသဆိုတာတတ္တဝါတွေကိုဘလောက်နှိပ်စက်နိုင်တယ်လဲဘလောက်အကျိုးမဲ့ဖြင့်ပျက်စီးအောင်ဖျက်ဆီးနိုင်တယ်လဲဆိုတာလေးကိုပြောကြည့်မယ်ဟုတ်လားကောဒနာသုတ်တံမှာမြတ်စွာဘုရားကဒေါသတရားဟာဘလောက်ဆိုးရသလဲဒေါသရဲ့အပြစ်တွေဟာဘလောက်များသလဲဆိုတာကိုတစ်ဖက်လှည့်ကလေးနဲ့မြတ်စွာဘုရားဟောထားတယ်အဲ့ဒီသုတ်တံမှာဒေါသရဲ့အပြစ်ကို9မျိုးလောက်မြတ်စွာဘုရားဟောထားတယ်သိလားဒေါသရဲ့အပြစ်ကိုဘယ်နှမျိုးလောက်ဟောထားတယ်9မျိုးလောက်ဟောထားတယ်အဲ့ဒီသုတ်တံကိုဦးဇင်းတို့ညောင်လေးပင်တော်ဝဆရာကြီးကလင်္ကာလေးတစ်ပုဒ်စီပြီးတော့ပြည့်ပြည့်စုံစုံအတူချုပ်ပြီးတော့ပြောထားတယ်နော်အချက်လက်တွေအကုန်ပါတယ်ဒါပေမဲ့လင်္ကာလေးတစ်ပုဒ်ထဲနဲ့ပြောထားတာအဲ့ဒီလင်္ကာလေးကိုရွတ်ပြီးတော့ဦးဇင်းတို့ရှင်းပြမယ်နော်အယုတ်ဆိုးစီတွေ့စီစင်ရဲ့ကိုချိုးနေ၍ပြက်ကွက်စီစိန်ချွေရမိန်လည်းရဲ့မိတ်ဆက်ပြက်လက်အပဲဖြစ်9ရန်သူကြိုက်ဒါကလေးမများဘူးသိလားဒီလင်္ကာလေးကတော့ပြီးရင်ပိဿပေါင်းတော်ကောင်းတို့ရသွားကြမယ်လို့ဦးဇင်းကထင်ပါတယ်ဦးဇင်းကထက်ချီတလဲလဲရွတ်ပြီးတော့ပြောမှာနော်ပြီးလို့ရှိရင်အဲ့ဒါအလွတ်ဆိုကြည့်ရမယ်ဟုတ်လားအယုတ်ဆိုးစီတွေ့စီစင်ရဲ့ကိုချိုးနေ၍ပြက်ကွဲစီစိန်ချွေရမိန်လည်းရဲ့မိတ်ဆက်ပြက်လက်အပဲဖြစ်9ရန်သူကြိုက်လောကကြီးမှာကိုယ့်ရဲ့ရန်သူတွေကိုမုန်းနေတဲ့သူတွေသဘောကျသွားသည်မဲ့အချက်9ချက်ကိုဒေါသကဖြစ်အောင်လုပ်လိုက်တယ်တဲ့ဒေါသရဲ့အဖြစ်ကိုတစ်ဖက်လက်လေးနဲ့ပြောပြတာမြတ်စွာဘုရားကပထမဒေါသရဲ့အဖြစ်ကဘာလဲဆိုတော့အယုတ်ဆိုးစီတဲ့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ရုပ်ရည်ပျက်စီးသွားတယ်သိလားပင်ကိုယ်ကကြည်ကောင်းရှုကောင်းတဲ့ရုပ်ရည်ရှိတဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လည်းပဲဒေါသဖြစ်နေတဲ့အခိုက်အတန့်မှာတော့ကြည်ကျင့်စရာမြင်ချင်းစရာမကောင်းတော့တော်တော်အံ့ဩစရာကောင်းတယ်နော်ဒေါသရဲ့အစွမ်းတတိကမျက်လုံးပုံတံနှာခေါင်းပုံတံမျက်နှာပုံတံပါးစပ်ပုံတံတွေဘာမှပြောင်းသွားတာမဟုတ်ဒီရုပ်ကြီးနဲ့ပဲဒေါသမဖြစ်တဲ့အချိန်နဲ့ဒေါသဖြစ်တဲ့အချိန်မှာရုပ်ကတော်တော်ကွာခြားမသွားဘူးလားကွာခြားသွားတယ်ဒေါသဖြစ်နေတဲ့အခိုက်အတန့်မှာတော့ပင်ကိုယ်ကချုံမောလှပတဲ့ပုဂ္ဂိုလ်ပင်ဖြစ်တော်လဲပဲကြည့်မကောင်းရှုမကောင်းဖြစ်သွားတာကတော့တော်တော်သိကြတယ်အဲ့ဒါဦးဇင်းကစဉ်းစားကြည့်တယ်အော်စွန့်လိုက်တဲ့ဒေါသပဲလို့ဘာမှတိတိတန်တာပြောင်းလဲသွားတာမဟုတ်ဖဲနဲ့ရုပ်ကကြည့်လို့ရှုလို့မကောင်းတော့ဘူးအဲ့ဒါဘိဓပေါင်းတော်ကောင်းတို့ကိုယ့်ရဲ့ရုပ်ရည်ဟာအဲ့ဒါလိုပျက်စီးသွားတာကိုဘယ်သူမှလိုချင်ကြမယ်ဖြစ်ချင်ကြမယ်မဟုတ်ပါဘူးဟုတ်ရဲ့လားဒါပေမဲ့ဒေါသဖြစ်လာပြီဆိုရင်တော့ရုပ်ရည်ကတော့ပြတ်သွားတာအမှန်ပဲဟုတ်ရဲ့လားအဲ့လိုကိုယ်မှာဒေါသတရားကြောင့်ကြည့်မကောင်းရှုမကောင်းရုပ်ရည်ပျက်စီးသွားတာကိုများမုန်းတဲ့လူတွေကိုယ့်ရဲ့ရန်သူတွေကသိခဲ့မယ်မြင်ခဲ့မယ်ဆိုရင်သဘောကျကြမှာပဲတဲ့ဒါပြောတာဟုတ်လားကိုကတော့ရန်သူတွေမုန်းတဲ့လူတွေကိုသဘောကျသိခြင်းနဲ့စိတ်ပဲရှိပါမှာတော့သို့တော်ဒေါသကမုန်းတဲ့လူတွေကိုယ့်ရဲ့ရန်သူတွေသဘောကျအောင်လုပ်ပေးလိုက်တယ်လို့ပြောတာဟုတ်ရဲ့လားဒါကြောင့်ပထမဒေါသရဲ့အပြစ်ဒီဘာလဲဆိုလို့ရှိရင်ရုပ်ရည်ပျက်စီးအောင်ဖြက်စီးပြတဲ့အစွမ်းတတိရှိတဲ့အဖြစ်နော်
ဒီနေရာမှာပိဿပေါင်းတော်ကောင်းတို့ဒေါသတရားရုပ်ရည်ကိုဖြစ်စည်းတယ်ဆိုတာကပြစ္ဆုတ်ပံဖြစ်နေတဲ့အခိုက်အတန့်မှာရုပ်ရည်ဖြစ်စည်းတာကိုရည်ရွယ်ပြောတာတန်တရားအဆက်ဆက်ဘဝတိုင်းမှာဆိုးဝါးတဲ့ရုပ်ရည်ကိုဘာကြောင့်ရတယ်လဲဆိုတဲ့အပိုင်းမှာလည်းပဲဒီဒေါသကိုပဲမြတ်စွာဘုရားဟောထားနော်ပိဿပေါင်းတော်ကောင်းတို့လူချင်းတူပေမလို့ရုပ်ရည်ချင်းတူရသလားမတူဘူးပုံစံမျိုးနဲ့ဟုတ်လားပုံစံမျိုးနဲ့နော်အဲ့ဒီမှာတချို့ရုပ်ရည်ဟာကြည့်လို့ကောင်းတယ်တချို့ရုပ်ရည်ကကြည့်လို့မကောင်းဘာကြောင့်အဲ့လိုကြည့်မကောင်းရှုမကောင်းရုပ်ဆင်းအင်္ဂါဆိုးဝါးတာလဲဆိုရင်ဒေါသကြောင့်ဆိုးဝါးတာတဲ့မြတ်စွာဘုရားဟောထားတာပေးတယ်လို့ကြားဖို့တယ်မဟုတ်လားဟိုဦးဇင်းတို့သုလကမ္မဝိပင်ကသုတ်တံပါလေသူဘလူလင်ကမြတ်စွာဘုရားကိုလာမေးလို့ဖြေထားတာပေးတယ်လို့ကြားဖို့တယ်နော်ဟိုမြတ်စွာဘုရားလက်ထက်ကတောရိယပုံနာကြီးဆိုတာရှိတယ်နော်ဒီဇလန်လေးကလူတိုင်းလိုကြားဖို့ပါတယ်နော်အသက်ရှင်တန်နေထိုင်စဉ်အတွင်းမှာလည်းပဲမြတ်စွာဘုရားကိုသူကမကြည်ညိုဘူးနောက်တော့သေးပြီးတဲ့နောက်သူသားရဲ့အိမ်မှာပဲခွေးကလေးဖြစ်တယ်အဲ့ဒါမြတ်စွာဘုရားဆုံးခံကြွလာတော့မြတ်စွာဘုရားကိုဟောင်းတယ်အဲ့ဒီမှာမြတ်စွာဘုရားကသင်ဟာလူဘဝတုန်းကလည်းပဲငါ့ကိုဂေါရမနဲ့ရင့်ရင်တီးတီးခေါ်ဝေါ်သုံးနှုံးခဲ့တာအခုခွေးဖြစ်တော့လေဟောင်းမြန်ပြီသင်မကြခင်အဝီကြီးရောက်လိမ့်မယ်လို့မြတ်စွာဘုရားကအဲ့ဒါလိုအမိန့်ရှိတော့သူဘလူလင်ကအဲ့ဒီစကားကိုအစီကံတွေကနေတဆင့်ကြားတော့ယဟန်ဂေါရမစကားကိုပေါက်ကရပြောတယ်ငါအဖေသေးလို့မြမဖြစ်နေတာကိုခွေးဖြစ်တယ်ဆိုပြီးတော့ပါဇက်ထဲတွေ့ကြမြလျှောက်ပြောတယ်ဆိုပြီးတော့အဲ့ဒါစိတ်တူပြီးတော့မြတ်စွာဘုရားကိုသွားပြီးတော့မှုသာဝါဒနဲ့ဆွဆွဲတာအဲ့ဒီမှာမြတ်စွာဘုရားကသင်မယုံဘူးဆိုလို့ရှိရင်တဲ့အဲ့ဒီခွေးကလေးကိုဒုက္ခနာထမင်းကျွေးပြီးတော့ခွေးလေးအိတ်ချင်မုံဝါဖြစ်နေတဲ့အချိန်မှာကြောကိုပုတ်ပြီးတော့အဲ့ဒီခွေးကလေးကိုအဖေလို့ခေါ်တဲ့ဟုတ်လားခေါ်ပြီးရင်အဖေကျုံမသိအောင်မြုပ်ထားတဲ့ပစ္စည်းဥစ္စာ၅မျိုးရှိတယ်အဲ့ဒါဘယ်နှမြုပ်ထားတယ်လဲပြပါလို့ပြောရင်အဲ့ဒီခွေးလေးကမြုပ်ထားတဲ့နေရာတွေကိုလက်နဲ့ရက်ပြီးတော့ပြလိုက်မယ်တဲ့မြတ်စွာဘုရားကအတိအကျလမ်းညွှန်တာနော်အဲ့ဒါလိုပြောတော့သူဘလူလင်ကကောင်းပြီတကယ်လို့ပြောတဲ့အတိုင်းမဟုတ်ရင်မှုသာဝါဒနဲ့အတိအလင်းဆွဆွဲမယ်ဆိုပြီးတော့မြတ်စွာဘုရားခိုင်းတဲ့အတိုင်းသူလုပ်တယ်အဲ့ဒီမှာခွေးလေးကမြုပ်ထားတဲ့ပစ္စည်းတွေကိုမပြဘူးလားပြတယ်အဲ့ဒီတော့မှဩယဟန်ဂေါရမဟာဘဝတစ်ပါးဖြင့်ဖုံးကွယ်ထားတာကိုတောင်သိနိုင်မြင်နိုင်တဲ့ဉာဏ်ရှိတယ်ဆိုပြီးတော့သူကြည်ညိုသွားတယ်ပေါ့အဲ့ဒီမှာဒုတိယအကြိမ်မြတ်စွာဘုရားထံသွားတော့သူပြဿနာတွေကိုတည်ဆောင်ပြီးတော့သွားတာပါအဲ့ဒါကဘာလဲဆိုတော့လူချင်းတူပြီးတော့ရရှိထားတဲ့အကျိုးရလဒ်ချင်းမတူကြတာဘာကြောင့်လဲပေါ့တချို့အသက်ရှည်တယ်တချို့အသက်တိုးတယ်တချို့ယောဂများတယ်တချို့ယောဂနေတယ်တချို့ယုတ်လှတယ်တချို့ယုတ်ကမလှဘူးဟုတ်လားအဲ့ဒီမှာမြတ်စွာဘုရားကယုတ်လှခြင်းယုတ်မလှခြင်းရဲ့အကြောင်းကိုဒေါသအာကြီးခြင်းမေတ္တာအာကြီးခြင်းကိုမြတ်စွာဘုရားကဟောထားတာမေတ္တာအာကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်လျက်ဘဝမှာယုတ်လှမယ်ပေါ့နော်ဒေါသအာကြီးတဲ့ပုဂ္ဂိုလ်တွေဖြစ်လျက်ဘဝမှာယုတ်ဆိုးမယ်ပေါ့အတပိသပေါင်းတော်ကောင်းတို့ဒေါသသည်ဖြစ်နေတဲ့အခိုက်အတန့်မှားတာနဲ့ရုပ်ရည်ကိုပျက်စီးနေတာမဟုတ်ဘူးရောက်ရဘဝရရခန္ဓာမှာရုပ်ရည်ကိုပျက်စီးစေလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ဒေါသရဲ့ပထမအပြစ်ဗါတဲ့တော့အယုတ်ဆိုးစေလို့ဆောင်းဘုတ်ကအဲ့လိုပြောထားတယ်နော်အယုတ်ဆိုးစေတွေ့စေဆင်းရဲဟောဒုတိယဒေါသရဲ့အပြစ်ကတော့တွေ့စေဆင်းရဲတဲ့ဆင်းရဲရဲ့နေရာလိမ့်မယ်လို့ပြောတာဒေါသဖြစ်နေတဲ့အခိုက်အတန့်မှာဆင်းရဲရဲ့နေရာသွားနေရင်လည်းမချမ်းသာဘူးအိတ်နေရင်လည်းမချမ်းသာဘူးထိုင်းနေရင်လည်းမချမ်းသာဘူးစကားပြောနေရင်လည်းမချမ်းသာဘူးထမင်းစားနေရင်လည်းမချမ်းသာဘူးဘာလို့နေလို့မှမချမ်းသာဒေါသဖြစ်နေတဲ့အချိန်မှာတော့ဆင်းရဲနေတာပဲဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာဒေါသကိုအနာယောဂနဲ့တူတယ်လို့မြတ်စွာဘုရားဟောတာအနာယောဂပြင်းစွာနှိမ့်ဆက်နေတယ်ဆိုလို့ရှိရင်ဘလောက်ချမ်းသာတဲ့တတိကြီးပဲဖြစ်ဖြစ်ဘလောက်ပညာတတ်တဲ့ပညာတတ်ကြီးပဲဖြစ်ဖြစ်အနာယောဂပြင်းထန်စွာနှိမ့်ဆက်နေတဲ့အချိန်မှာချမ်းသာတယ်လို့ပြောလို့ရမလားမရဘူးဟုတ်ရဲ့လားအဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့တန်တာမှာဒေါသဝင်ရောက်လာပြီဆိုရင်ချမ်းသာတယ်လို့ပြောလို့မရဘူးအဲ့ဒီအချိန်ကတော့တေချာပေါက်ဆင်းရဲနေတာဒါကြောင့်စာထဲကတော့တိတိကျကျပဲဒုက္ခဆင်းရဲရဲ့တရေရအိဆရာဤတဲ့ဆင်းရဲရဲ့အိယာလည်းပဲအိယာထဲမှာဟိုဘက်လှိမ့်လိုက်ဒီဘက်လှိမ့်လိုက်ကိုမုန်းတဲ့ပုဂ္ဂိုလ်ရဲ့ကိုမကြည်နဲ့ချက်တွေကိုတွေးပြီးတော့ကိုမှဆင်းရဲနေတာကိုမုန်းတဲ့လူကအဲ့ဒီအချိန်မှာနှစ်ချာချာအိပ်ပျော်ကောင်းအိပ်ပျော်နေမှာနော်ကိုယ်သာလျှင်ဒေါသတရားတွေကြောင့်အိယာထဲမှာမဖြစ်နေတော့ဆင်းရဲနေတာ
အဲ့ဒါလို့ဒေါသနှိမ့်ဆက်လို့ကိုရောစေရောဆင်းရဲပင်ပန်းနေတာကိုများကိုယ့်ရဲ့ရန်သူတွေကိုကိုမုန်းတဲ့လူတွေကတိခဲ့မယ်မြင်ခဲ့မယ်ဆိုလို့ရှိရင်ဝမ်းသာကြမှာပဲတဲ့ဟုတ်ရဲ့လားကိုကတော့မုန်းတဲ့လူတွေကိုဝမ်းသာစေခြင်းနဲ့စိတ်ပဲရှိပါမလို့သို့တော်ဒေါသကမုန်းတဲ့လူတွေရန်သူတွေဝမ်းသာအောင်လှုပ်ပလိုက်တယ်လို့ပြောတာနောက်ဘယ်နှချက်ရှိသွားပြီတော့နှစ်ချက်ရှိသွားပြီအယုတ်ဆိုးသည်တွေ့သည်ဆင်းရဲကိုကြိုးနေ၍တဲ့နံပါတ်3အဖြစ်ကဒေါသဖြစ်လာလို့ရှိရင်ကိုကြိုးကြီးနေတတ်တယ်ဒီကရမတို့ဦးဇင်းတို့လောကကြီးမှာအကြီးအကျယ်ဆင်မပြေတာတွေတွေ့လာပြီဆိုရင်ဟဲကိုကြိုးကြီးတော့နဲပါပြီလို့ပြောရတာမရှိဘူးလားရှိတယ်ဒီမှာမြတ်စွာဘုရားကဒေါသဖြစ်ပြီဆိုရင်တော့အဲ့ဒါကိုကြိုးနေတတ်တယ်တဲ့ဒါကိုဦးဇင်းတို့မင်းကွန်းဆရာဘုရားကြီးကလင်္ကာလေးစီထားတယ်ပညာကိစ္စအဝါဝ၌ကောတာလွှမ်းမှုအမျက်ဆိုးကြောင့်ကျိုးရှိကိုပင်ကျိုးမဲ့တင်လဲကျိုးပင်ရှိလက်မရှိမှတ်၍ချွတ်ချော်ပညာကျိုးမများသည်လုပ်ငန်းကိန်းကိစ္စတွေအဝါဝတွေကိုပြုလုပ်ကြတဲ့ဆောင်ရွက်ကြတဲ့နေရာမှာဒေါသဆိုတဲ့အမျက်ကောတာလွှမ်းမိုးလာပြီဆိုလို့ရှိရင်တဲ့ကျိုးရှိကိုပင်ကျိုးမဲ့တင်လဲရဲ့ဟောအကျိုးရှိတာတွေကိုအကျိုးမရှိဘူးလို့ထင်တတ်တယ်ကျိုးပင်ရှိလက်မရှိမှတ်၍ချွတ်ချော်ပညာကျိုးမများသည်တဲ့အကျိုးရှိတာတွေကိုလည်းအကျိုးမရှိဘူးလို့ထင်တတ်တယ်အကျိုးမရှိတာတွေကိုလည်းအကျိုးရှိတယ်လို့ထင်တတ်တယ်အဲ့လိုဉာဏ်မြင်နေမှောင်မှပြီးတော့လုံးမိလို့ရလို့ပြောမိပြောရတယ်ပြောပြီးတော့အကျိုးကြီးကောင်းကောင်းနေတတ်တယ်တဲ့ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဉာဏ်တွေကတုံးသွားတာအမြင်တွေကဖောက်ပြန်သွားတာအဲ့ဒီအချိန်မှာလုံးမိလို့ရပြောမိပြောရသွေးယူသွေးတတ်နဲ့လှုပ်ပြောပြီးတော့မှသာနဲ့ဒုက္ခအကြီးကြီးဖြစ်ကြတာဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒေါသတွေတတ္တဝါတွေကိုအကျိုးမဲ့ဖြစ်လဲဖြစ်စီနိုင်တယ်အကျိုးနည်းစေတတ်တယ်ဒီသုဒ္ဓရဲ့နောင်နာလေးမှာပြောထားတာလေအလွန်သဘောကျတယ်ဥစဉ်ကဒေါသတရားဟာဒေါသဖြစ်လာပြီဆိုလို့ရှိရင်အင်မတန်ခက်ခဲတဲ့ကိစ္စတွေဟာအလွန်လွယ်ကူသလိုဖြစ်သွားတယ်တဲ့သိလားဘာပြောတာတော့ဆိုတော့ဒေါသမဖြစ်တဲ့အချိန်မှာမလုပ်ရဲတဲ့အမှုကိုဒေါသဖြစ်တဲ့အချိန်မှာလွယ်လွယ်လေးလုပ်ရဲတယ်ဒါပြောတာနော်ဒေါသမဖြစ်တဲ့အချိန်မှာမပြောရဲတဲ့ခက်ခက်ခဲခဲပြောရမယ့်ကိစ္စဒေါသဖြစ်နေတဲ့အချိန်မှာလွယ်လွယ်ကူကူပြောရဲတယ်ပြီးမှသာလေအကိတထောဝတပတိမီးလောင်ခံရတဲ့လူလိုပူလောင်ကြတာတဲ့နော်ဒကာမတို့ဦးဇင်းတို့ပုထုဇဉ်တွေမှာအဲ့ဒီတိုင်းမသွားဘူးလားသွားတယ်နော်ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ငါကတော့ပြောလိုက်ရမှကျင်တတ်မယ်ငါလုပ်လိုက်ရမှကျင်တတ်မယ်ဆိုပြီးတော့အင်မတန်ခက်ခဲတဲ့ကိစ္စတွေကိုလွယ်လွယ်ကူကူပြောဆိုလုပ်ကင်ပြီးတော့ပြီးမှသာမျက်ရည်နဲ့မျက်ခွက်ဖြစ်ကြတာနော်ဟုတ်ရဲ့လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ဉာဏ်မြင်နေမှောင်မှလုံးမိလို့ရလို့ပြောမိပြောရပြောပြီးတော့အကျိုးကြီးကောင်းကောင်းနေတတ်တယ်တဲ့အဲ့ဒါလို့ဒေါသကြောင့်ကိုယ်မှာအကျိုးနေတာကိုမျက်မုန်းတဲ့လူတွေကမြင်မယ်သိမယ်ဆိုရင်ဘာဖြစ်ကြမလို့ဝမ်းသာကြလိမ့်မယ်တဲ့ဒါပြောတာဘယ်နှချက်ရှိပြီတော့၃ချက်ရှိသွားပြီနော်အယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကြိုးနေ၍ပြက်ကွဲစီစေဟောစီးစိမ်ဥစ္စာတွေပျက်စီးသွားတဲ့ဒေါသအာကြီးလို့ရှိရင်နော်ဒေါသတစ်ချက်တွက်ပြီးတော့ပြုမိမှပြုံးမိမှဖြစ်ပြီးတော့တချို့ယုံကကနာရောက်အမှုတွေပါတွေဖြစ်ပြီးတော့စီးစိမ်ဥစ္စာတွေအလုံးနဲ့အရင်နဲ့ပျက်စီးဆုံးရှုံးသွားတာတွေမရှိဘူးလားရှိတယ်နော်ဒေါသအာကြီးလို့အပြုံမှအပြုမှတစ်ချက်ကြောင့်တချို့စီးသိမ်ပြတ်သွားတဲ့လူတွေရှိတယ်တချို့ဘဝပါပြတ်သွားတဲ့လူတွေတောင်ရှိတယ်ဟုတ်ရဲ့လားဘုဒ္ဓလောကဦးဇင်းတို့အင်းစိန်ထောင်ထဲမှာသွားပြီးတော့တရားဟောဖြစ်တယ်အဲ့ဒီထဲမှာထောင်သားတွေအကျဉ်းသားတွေ8000ကျော်လောက်ရှိတယ်အသက်80ကျော်တွေတောင်ပါတယ်အဲ့ဒါဦးဇင်းတစ်ချက်စဉ်းစားမိတာဒီလူတွေတဲကအများစုကတော့ဒေါသခိုင်းတာကိုလုံမိလို့ဒေါသခိုင်းတာကိုပြောမိလို့ဒီတဲကိုရောက်လာကြတာနဲ့တူတယ်လို့ဦးဇင်းကစဉ်းစားမိတယ်မိတ္တတို့ထောက်ခံလားမသိဘူးစဉ်းစားကြည့်နော်ဒေါသရဲ့လက်ချက်ကြောင့်များသောအားဖြင့်အဲ့ဒါလို့ဘဝတွေပြည့်ကြတာစီးစိမ်တွေပြည့်ကြတာဟုတ်ရဲ့လားဟိုဦးဇင်းတို့ဒေါသဖြစ်လာပြီဆိုလို့ရှိရင်ခက်ခက်ခဲခဲကိစ္စတွေဟာလွယ်လွယ်ကူကူဖြစ်ပြီးတော့စီးစိမ်ပြတ်သွားတာတွေဘဝပြတ်သွားတာတွေကိုပြောမယ်ဆိုရင်ပြောတဲ့အရာတွေအများကြီးရှိတာပေါ့မာဇီဆိုတော့ဘုရားကြီးဟောထားတာလေးတခုအမှတ်ရတယ်လွန်ခဲ့တဲ့1962ခုနှစ်ကပသိမ်ကြီးမြို့နယ်ထဲမှာဒဟတောဆိုတဲ့ရွာရှိတယ်
အဲ့ဒါတခါကြီးရဲ့နာမည်ကဦးအေးတဲ့သူ့မှာသမီးလေး2ယောက်ရှိတယ်မတ်ကြီးတဲ့မတ်ကြီးတဲ့အဲ့ဒါဓမ္မကြီးဆုံးသွားတော့ဒီသမီးလေး2ယောက်ကိုပြုစုကျွေးမွေးပြီးတော့နေတာပေါ့လေအဲ့ဒါသမီးအကြီးကအသက်20ကျော်အငယ်မလေးကအသက်กว่าတယ်10နှစ်ကျော်12နှစ်ပဲရှိသေးတယ်အဲ့ဒါဆေးလိမ့်လိမ့်ပြီးတော့သူတို့ကအသက်မွေးဝမ်းကြောင်းမှုပြုရတယ်အဲ့ဒါတနေ့တော့ညီမ2ယောက်အိမ်အောင်မှထိုင်ပြီးတော့ဆေးလိမ့်လိမ့်နေရင်းနဲ့အမဖြစ်တဲ့လူကညီမကိုခေါ်တယ်ဘယ်ခေါ်တာလဲဆိုတော့ရွာဦးเจ้าမှာအငိမ်မွဲရှိတယ်သွားကြည့်ရအောင်လို့ခေါ်တာအဲ့တော့ညီမဖြစ်တဲ့လူကမလိုက်ချင်အဲ့တော့မဖြစ်တဲ့လူကခေါ်တာမလိုက်ရကောင်းလားဆိုပြီးတော့ဆဲတယ်အဲ့ဒီမှာညီမကလည်းသူ့ကိုဆဲတာဆိုတော့ပြန်ဆဲတာပေါ့အဲ့ဒီမှာအမကကိုယ့်ကိုဆဲရကောင်းလားဆိုပြီးတော့စိတ်တူပြီးတော့စိတ်လိမ့်လေးရင်းဆိုတော့ဘန်းထဲမှာကက်ကြီးကလည်းရှိနေတာကိုအဲ့ဒါကက်ကြီးနဲ့ဒီညီမလေးကိုပြစ်ထည့်လိုက်တယ်အဲ့ဒါကန်ဆိုးရင်တော့ဝဲဘက်ရင်အောင်မို့ကိုကက်ကြီးကသွားဆိုင်အဲ့ဒီကျမှဟာငါဘာတွေလုံးမိပါလေတခါလေသူယူတန်ယူနဲ့သွားပြီးတော့ညီမလေးကိုပွေတယ်အဲ့ဒါညီမလေးဟာသူ့လက်ထဲမှာပဲသွေးတွေစီးကြပြီးတော့ပွဲချင်းပြီးတေးရှာတယ်နော်အဲ့ဒါဒီညီမလေးရဲ့အလောင်းကိုပိုက်ပြီးတော့သူကိုယ်တိုင်ပဲအဖမ်းခံပါတယ်အဲ့ဒီအမကအဲ့ဒါစဉ်းစားကြည့်သူ့မှာထောင်နေလဲကြာရတယ်ဖေးကြီးမှလည်းပဲသမီးလေး2ယောက်ရှိတာ1ယောက်ကဆုံးတယ်1ယောက်ကထောင်ထဲမှာနေရဒီအမဟာလွတ်လာပြီဆိုရင်လည်းပဲစိတ်ချမ်းသာမှုရဖို့ဆိုတာမလွယ်ဘူးငါအင်မတန်ချစ်တဲ့ညီမလေးဟာငါလက်ချက်နဲ့သေဆုံးရှာတယ်ဆိုတဲ့နောင်တတရားနဲ့ပူပူလောင်လောင်အချိန်ကုန်ရဖို့များတယ်အဲ့တော့တည်ငါဖြစ်ပေါ်လာတဲ့ဒေါသတရားကိုမထိန်ချုပ်လိုက်နိုင်တာနဲ့အကြီးအကျယ်ဘဝကိုဖျက်ဆီးသွားတာဒါကြောင့်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်တွေသတိထားရရှိတာကတစ်ချက်မှားလိုက်ရင်တချို့အမှားတွေကပြင်လို့မရတာတွေရှိတယ်မပြင်လို့ရတဲ့အမှားဆိုရင်ကိစ္စမရှိဘူးပြင်လို့မရတဲ့အမှားမျိုးပြင်ဖို့တိတ်ခက်တဲ့အမှားမျိုးဆိုရင်အများကြီးနစ်နာသားတဲ့အကြောင်းမရှိဘူးလားရှိတယ်ဒါကြောင့်မြတ်စွာဘုရားကဒေါသအားကြီးလို့ရှိရင်ကာယကံဝစီကံတွေချွတ်ချော်မှားယွင်းပြီးတော့စီးစိမ်ဥစ္စာတွေပျက်စီးတတ်တယ်တနည်းအားဖြင့်ဘေးသက်ပေါင်းတော်တို့ချစ်ထွင်ပြီးတော့နားလည်ရမှာကစီးစိမ်နဲ့မကဘူးဘဝပါပြတ်သွားနိုင်တယ်ဆိုတာကိုနားလည်ကြဖို့မလိုဘူးလားလိုတယ်ဟိုဦးဇင်းတို့ကမ္မလူမျိုးနယ်တဲကိုတရားပွဲတစ်ခါသွားဟောဖို့တယ်လွန်ခဲ့တဲ့3-4နှစ်လောက်ကအဲ့မှာသတင်းတစ်ခုကြားရွာတရွာလူ2ယောက်ကမျက်နှာချင်းဆိုင်ပြီးတော့ဆိုင်ကယ်စီးလာရင်းနဲ့နည်းနည်းလေးပုတ်မိသွားတာပေါ့2ယောက်လုံးကလည်းမူးနေတာလည်းပါပါပေါ့အဲ့လိုထိမိသွားတော့2ယောက်သုံးဆိုင်ကယ်ရက်ပြီးတော့မင်းကဘယ်လောက်တတိရှိလဲမင်းကဘယ်လောက်တတိရှိလဲတတိရှိရင်မင်းတိုက်ရဲလားအမေတိုက်ရဲတယ်ပေါ့သိလားဆိုင်ကယ်ချင်းရှင်တိုက်ပါနော်အဲ့ဒါစိန်ခေါ်ပြီးတော့အဲ့ဒီနားတဲ့ဆိုင်ကယ်တွေကိုနောက်အသီးသီးဆုပ်ပြီးတော့အရှင်ကိုအပြင်းဆုံးတင်ပြီးတော့2ယောက်ရင်ဆိုင်ပြီးတော့တိုက်တာ2ယောက်လုံးပွဲချင်းပြီးသေးတယ်သိလားနောက်တခါကြီးဒီမှာအဲ့လောက်ယူတယ်မိုက်တယ်ဆိုတာပင်ကိုကတော့မယူဘူးအဲ့ဒါဒေါသဝင်လာလို့ယူသွားတာဟုတ်ရဲ့လားဒေါသဖြစ်လာရင်လူရဲ့ဉာဏ်ဟာဘာဖြစ်သွားတော့အမှောင်ဖုံးသွားတာဒါကြောင့်ဦးဇင်းတို့ဣတိယုပ္ပါတိတော်မှာပဲဒုထောအဋ္ဌနာသာနတိဒုထောဓမ္မနပတ္တိတရာအန္တဓမ္မဟောတိယံဒေါသောဟရတိနရံဆိုပြီးတော့ဂါထာလေးတခုဟောထားတာရှိတယ်ဒေါသလွှမ်းမိုးလာပြီဆိုလို့ရှိရင်အကျိုးအကြောင်းအဆိုးကောင်းဘာမှမသိတော့နော်ဒေါသလွှမ်းမိုးလာပြီဆိုလို့ရှိရင်အဲ့ဒီအခိုက်အတန့်အဲ့ဒီတည်ငါမှာအဲ့ဒီပုဂ္ဂိုလ်အတွက်အမိုက်အမှောင်ကြီးလိုဖြစ်သွားတယ်တဲ့ဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့ဒေါသဖြင့်မိုက်မှောင်မှုမရှိအောင်ကြိုးစားကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါမြတ်စွာဘုရားကဒီဒေသနာမှာဒေါသအားကြီးလို့ရှိရင်စီးစိမ်တွေပျက်စီးသွားတတ်တယ်အဲ့ဒါကိုမြန်မုန်းတဲ့လူတွေရန်သူတွေကသိခဲ့မယ်မြင်ခဲ့မယ်ဆိုလို့ရှိရင်ဝမ်းသာကြမှာပဲတဲ့ငါမုန်းတဲ့လူဒေါသကြောင့်ပျက်စီးနေတယ်ဆိုတာကိုသိရင်ဝမ်းသာမှာပေါ့နောက်ကိုကတော့မုန်းတဲ့လူတွေကိုဝမ်းသာသိခြင်းနဲ့စိတ်ဘယ်ရှိပါတော့သို့တော့ဒေါသဖြစ်လာပြီဆိုရင်မုန်းတဲ့သူတွေဝမ်းသာအောင်ဒေါသကလှုပ်ပလိုက်တာဆိုတဲ့အတိတ်ပဲဦးဇင်းတို့ဒီကောရဏသုတ်တံကိုဖတ်ကြည့်တော့မြတ်စွာဘုရားကဒေါသကိုစိတ်နာအောင်ကိုဟောထားသလားလို့တောင်စိတ်ထဲမှာခံစားရတယ်နော်တရားဓမ္မတို့ဦးဇင်းတို့လက်ခံသိမ့်ပိုက်ထားတဲ့ဒေါသတရားဟာအဲ့ဒါလို့နှိမ့်ဆက်နိုင်စွမ်းရှိတယ်ဆိုတာကိုနားလည်ထားကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါဘယ်နဲ့ချက်ရှိသွားပြီတော့အယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကြိုးနေ၍ပြက်ကွဲစီစေဒီရောက်သွားပြီနော်ပြက်ကွဲစီစေချွေရန်မိန်လျက်ငါကိုမြောက်အပြစ်ချွေရန်မိန်လျက်ဆိုတာချွေရန်ဆိုတာယတဆိုတဲ့ပါဠိစကားကိုသူကဗမာမှုပြုတ်ထားတာ
နောက်ယတဆိုတာကအချွေရံလို့လည်းအဓိပ္ပာယ်ရတဲ့အကျော်စောဂုံတဲ့နာမည်ကြီးခြင်းဒါကိုယတပေါ့ဟုတ်လားဒေါသအာကြီးတဲ့ပုဂ္ဂိုလ်များအဲ့ဒီနာမည်ကောင်းတွေအဲ့ဒီဂုံတဲ့တွေအဲ့ဒီသိက္ခာတွေဟုတ်လားအဲ့ဒီအချွေရံတွေအကျော်စောတွေအကုန်လုံးပျက်စီးသွားတတ်တယ်တဲ့နော်ပိဿပေါင်းသူတော်ကောင်းတို့စစ်မှန်တဲ့ဂုံကလေးတစ်ခုရဖို့နာမည်ကောင်းလေးတစ်ခုရဖို့ဆိုတာမလွယ်ပါဘူးနော်အချိန်ယူပြီးတော့တော်တော်ကြိုးစားမှဂုံဆိုတာနာမည်ဆိုတာလေးရတာဟုတ်လားအဲ့ဒီခရခက်စီတီဆောက်ထားရတဲ့ကိုယ့်ရဲ့ဂုံသတင်းလေးကိုယ့်ရဲ့နာမည်ကောင်းလေးဟာဒေါသတစ်ချက်ထွက်လိုက်တာနဲ့အဲ့ဒါဘုံကနေပြုတ်ကျသွားနိုင်တယ်ဒေါသမှာအဲ့လောက်စွမ်းနေတော့တကယ်ကြီးမိုင်မရဟုတ်လားဒါကြောင့်ဒေါသဖြစ်လာလို့ရှိရင်ကိုယ့်ရဲ့ဂုံနေသိက္ခာတွေကျပြီးတော့အရှက်တကွဲအကျိုးနဲ့ဖြစ်တတ်တယ်ဆိုတာကိုနားလည်ပြီးတော့လည်းပဲဒေါသတရားနှဲပါအောင်ကြိုးစားကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဒေါသရဲ့၅ခုမြောက်အပြစ်ဒီဂုံသိက္ခာကျဆင်းသွားတတ်တယ်နော်နာမည်တွေပြတ်သွားတတ်တယ်ဒါကိုပြောတာအဲ့ဒါလို့ကိုယ်မှာဒေါသကြောင့်ဂုံတွေပြည့်ပြီးတော့နာမည်တွေပြတ်ပြီးတော့အရှက်တွေကွဲတယ်ဆိုတာကိုများကိုယ့်ရဲ့မုန်းတဲ့လူတွေကသိခဲ့မယ်မြင်ခဲ့မယ်ဆိုရင်သဘောကျကြမှာပဲတဲ့ဟုတ်ရဲ့လားအယုတ်ဆိုးစီတွေ့စီဆင်းရဲကိုချိုးနေ၍ပြက်ကွဲစီစိတ်ချွေရမိန်လည်းရဲ့မိတ်ဆက်ပြက်လက်အပယ်ဖြစ်ခုနှစ်ရန်သူကြိုက်နံပါတ်6အပြစ်ကမိတ်ဆက်ပြက်လက်မိတ်ရွှေတွေပျက်စီးသွားတတ်တယ်မိတ်ရွှေတွေကကိုယ့်ကိုခွာသွားတတ်တယ်ဆိုတာကိုပြောတာကိုကထိကနေရှိစိတ်တို့ထိကနေရှိစိတ်တို့ဒီခန္ဓာကဘာမှမရှိနော်အဲ့ဒါလိုဒေါသတရားနဲ့ခက်ထန်ကြမ်းတမ်းပြီးတော့နေမယ်ဆိုရင်ကြာရင်ကိုယ်ဘေးမှာရှိတဲ့မိကောင်းဆွေကောင်းတွေဟာကိုယ်တန်ကိုမခံနိုင်မဲနဲ့ခွာရှောင်သွားကြလိမ့်မယ်ကိုယ်မှသာလေအထီးချာနော်တယောက်တည်းဖြစ်နေရမှာနော်ဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့ဒေါသတရားသည်မိတ်ဆွေကိုပျက်စီးစေတယ်ဒေါသအာကြီးတဲ့ပုဂ္ဂိုလ်တွေမိကောင်းဆွေကောင်းမရှိတတ်ဘူးရှိတဲ့ရင်လည်းကြာကြာမတည်တတ်ဘူးဒါကြောင့်ဦးဇင်းတို့ဏီတိမှာပြောထားတဲ့စကားလေးတစ်ခုအမှတ်ရတယ်မေတ္တာတရားကတော့အေးချမ်းလွန်းလို့လနဲ့တူတယ်တဲ့မသာလဲတသာလဲတကြည်ကျင်တယ်မြင်ကျင်တယ်ပေါ့ဒေါသကတော့နေနဲ့တူတယ်တဲ့နော်ဒေါသကတော့နေမင်းကြီးနဲ့တူတယ်ပူလုံးလောင်လုံးလို့မကြည့်နိုင်ဘူးမမြင်နိုင်ဘူးမကြည့်ခြင်းဘူးမမြင်ခြင်းဘူးဟုတ်ရလားဒါကြောင့်ကိုကထိကနေရှိစိတ်တို့ထိကနေရှိစိတ်တို့ဒေါသရဲ့သားကောင်ဖြစ်နေမယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ကောင်းတဲ့မိတ်ဆွေတွေကကိုယ့်ကိုခွာသွားတာမျိုးမရှိပြီဘူးလားရှိလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့နံပါတ်6အဖြစ်ကမိတ်ဆွေတွေကိုယ့်ကိုခွာသွားတတ်တယ်ဒါကိုပြောတာနော်အဲ့ဒါလို့ကိုယ်မှာဒေါသတရားကြောင့်မိကောင်းဆွေကောင်းကင်းကွာပြီးတော့အထီးကျန်တကောင်ကျွတ်ဖြစ်နေတာကိုများကိုယ်မုန်းတဲ့လူတွေကသိခဲ့မယ်မြင်ခဲ့မယ်ဆိုရင်ဝမ်းသာကြလိမ့်မယ်သဘောကျကြလိမ့်မယ်တဲ့ဟုတ်ရဲ့လားအေးဘယ်နှချက်ရှိသွားပြီတော့6ချက်ရှိသွားပြီအယုတ်ဆိုးစီတွေ့စီဆင်းရဲကိုချိုးနေ၍ပြက်ကွဲစီစိန်ချွေရမိန်လည်းရဲ့မိတ်ဆက်ပြက်လက်အပယ်ဖြစ်ခုနှစ်ရန်သူကြိုင်နံပါတ်9အပြစ်ကတော့ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်တွေသိလို့ရှိရင်အပယ်လေးပုံကိုရောက်တတ်တယ်နော်အပယ်လေးပုံကိုရောက်တတ်တယ်ဆိုတဲ့ဒေါသရဲ့အပြစ်ကတော့စဉ်းစားရပဲနော်တရားဓမ္မတို့ဥရှင်တို့ဒေါသတရားအားကြီးရင်အပယ်ရောက်တတ်တယ်ဆိုတဲ့စကားလေးနဲ့ပတ်သက်ပြီးတော့လေးလေးနက်နက်ပြောချင်တာတခုရှိတယ်နော်လေးလေးနက်နက်ဘာပြောချင်လဲဆိုတော့ဘဝဆိုတာစိတ်နဲ့တန်တယ်လို့ဖြစ်တာဟုတ်လားဒေါသဆိုတာကပူလောင်တဲ့သဘောဆိုတော့ပူလောင်သောစိတ်တွေပူလောင်သောဘဝကိုပဲဖန်တီးမှာပဲနော်လောဘဆိုတဲ့ဆာလောင်မှုတ်တဲ့စိတ်ကတော့ဆာလောင်မှုတ်သိမ့်နေရတဲ့ဘဝကိုဖန်တီးလိုက်တယ်နော်မောဟဆိုတဲ့တူရီမိုင်မဲတဲ့စိတ်ကတော့ဘာမှမသိတဲ့အသိဉာဏ်မရှိတဲ့တိရစ္ဆာန်ဘုံဘဝကိုဖန်တီးလိုက်တယ်အဲ့ဒါဘဝဆိုတာကိုယ်စိတ်နဲ့တန်တယ်လို့ဖြစ်တာဆိုတာအဲ့ဒါကိုပြောတာဟုတ်ရဲ့လားပူလောင်သောစိတ်တွေပူလောင်သောဘဝကိုပို့လိုက်တယ်ဆာလောင်မှုတ်သိမ့်သောစိတ်တွေဆာလောင်မှုတ်သိမ့်နေရတဲ့ဘဝကိုဖြစ်စေလိုက်တယ်မိုင်မဲတွေ့ဝေသောစိတ်တွေမိုင်မဲတွေ့ဝေနေတဲ့ဘဝကိုဖြစ်စေလိုက်တယ်ဒါကြောင့်ဦးဇင်းတို့မေဇိမနိကေဝိတ္တသုတ်တံဆိုတာလေးရှိတယ်မြတ်စွာဘုရားကအဲ့ဒီသုတ်တံမှာတတ္တဝါတွေဟာစိတ်နဲ့တန်တဲ့ဘဝတွေကိုသာရတတ်တယ်ဆိုတာလေးကိုဥပမာနဲ့ပြောထားတယ်ခြေတွေညော်တွေနဲ့ညစ်ပတ်ပေးနေတဲ့အဝတ်ဟောင်းပေါ်ကိုတဲ့ပကြီးဆရာဟာသူကြိုက်တဲ့ဆေးရောင်မချေနိုင်ဘူးတဲ့နော်ခြေတွေညော်တွေနဲ့ညစ်ပတ်ပေးနေတဲ့အဝတ်ပေါ်ကိုပကြီးဆရာသူကြိုက်တဲ့ဆေးရောင်ခြေလို့မရအဝါရောင်တင်လိုက်လို့လည်းပဲအဝါရောင်ထွက်လာမှာမဟုတ်
အောက်ကညွန်ကြီးကြီးတင်နေရောပြီးတော့နာမည်ဖော်ပြလို့မရတဲ့အယောင်တွေပဲထွက်လာဟုတ်လားအပြာရောင်ချင်လိုက်လို့လည်းအပြာရောင်ထွက်မှာမဟုတ်ဘူးအနီရောင်ချင်လို့လည်းပဲအနီရောင်ထွက်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုတော့အောက်ခံအဝိကြီးကဘာဖြစ်နေတာတော့ညစ်နေတာကိုဟုတ်လားအဲ့ဒါလိုပဲညင်နွမ်းသောစိတ်ဖြင့်တန်ရှင်းစင်ကြယ်ကောင်းမြတ်သောဘဝကိုမရနိုင်ဘူးတဲ့မြတ်စွာဘုရားကဘာဖြစ်လို့လဲဆိုတော့စိတ်ကိုကညစ်နေတဲ့အတွက်ကြောင့်ညစ်နေတဲ့ဘဝတွေကိုပဲရလိမ့်မယ်ကြောက်เสียမကောင်းဘူးလားကောင်းတယ်နော်အဲ့ဒါလိုပဲတန်ရှင်းဖြူစင်တဲ့အဝတ်ပေါ်ကိုပကြီးဆရာဟာကိုကြိုက်တဲ့ဆေးရောင်ခြေလို့ရတယ်တဲ့ဝေကလေးကဖြူစင်တောက်ပပြီးတော့ကြီးညောက်ကင်းနေတယ်ဆိုရင်အဝါရောင်ခြေလိုက်ရင်လည်းအဝါရောင်ထက်တွေအနီရောင်ခြေလိုက်ရင်လည်းအနီရောင်ထက်တယ်အဲ့ဒါလိုပဲတန်ရှင်းဖြူစင်တဲ့စိတ်ဖြင့်ကိုလိုချင်တဲ့ကောင်းမြတ်တဲ့တန်ရှင်းဖြူစင်တဲ့ဘဝတွေကိုရနိုင်ပါတယ်တဲ့ဟုတ်ရဲ့လားအဲ့တော့ဘဝဆိုတာကိုကြိုက်တယ်လို့ဖန်တီးလို့ရတာမဟုတ်နောက်အနတ္တလောကကြီးအကြောင်းအကျိုးလောကကြီးဖြစ်เสียအကြောင်းရှိတဲ့အတိုင်းဖြစ်ကြတာအဲ့ဒီမှာဖြစ်เสียအကြောင်းဆိုတဲ့နေရာမှာစိတ်ဟာလွန်အားကြီးတဲ့အကြောင်းအထောက်ပံ့လို့ပြောလို့မရဘူးလားရတယ်အဲ့တော့ဦးဇင်းတို့ဒီဒေသနာမှာမြတ်စွာဘုရားကအင်မတန်ပူလောင်တဲ့ဒေါသစိတ်တွေကဘဝမှာအဖြစ်များမယ်ဆိုရင်ဒီပုဂ္ဂိုလ်တွေသေလို့ရှိရင်အဘယ်ငရဲကိုရောက်တတ်တယ်ကြားတတ်တယ်လို့ပြောထားတာဒီနေရာမှာတစ်ချက်စဉ်းစားကြရလေးပြောခြင်းတယ်သေခြင်းတရားဆိုတာကမနေ့တုန်းကပြောခဲ့တယ်နော်အလွန်ခက်ခဲတဲ့ကိစ္စဟုတ်လားအလွန်ခက်ခဲတဲ့ကိစ္စဒီကနေ့မှာကြီးကြီးလင်းလင်းအေးအေးချမ်းချမ်းဆိုတဲ့စိတ်ကလေးဖြစ်ဖို့ဆိုတာတော်ရုံတန်ရုံအကြီးအသွေးနဲ့ဖြစ်ဖို့မလွယ်ဘူးဟုတ်ရဲ့လားအဲ့တော့ဦးဇင်းကဘာကိုရည်ရွယ်ပြောချင်တာတုန်းဆိုတော့ခုတရားဓမ္မတို့ဦးဇင်းတို့နေတူကစိတ်တူနေတဲ့ကိစ္စတွေကိုစဉ်းစားပါနေတူကစိတ်တူနေတဲ့ကိစ္စဟာဘာမှမပြောပလောက်တဲ့အသေးအမွှားလေးတွေနဲ့ပတ်သက်ပြီးတော့စိတ်ကတိုးတူနေတာအဲ့ဒါကိုသတိထားရမယ်ဘယ်လိုသတိထားရမှာလဲဆိုတော့ဒီအသေးအမွှားလေးတွေနဲ့ပတ်သက်ပြီးတော့တောင်ငါဒီစိတ်တူနေတယ်ဆိုရင်ဒီကနေ့မှာအလွန်ခက်ခဲတဲ့အလွန်ကြီးကျယ်တဲ့ပြဿနာကြီးနဲ့တွေ့ရင်တေချာပေါက်ငါဒီစိတ်တူပြီးတော့သိရလိမ့်မယ်ပြီးတဲ့ဒီအချက်ညင်းလို့ရမလားစဉ်းစားကြည့်နော်ဘဝမှာပုံမှန်တွေ့နေရတဲ့ဘာမှမပြောပါတော့တဲ့အခက်အခဲလေးတွေကိုတောင်ကိုကစိတ်တူပြီးတော့ဖြည့်ရှင်းနေတယ်ဆိုရင်တကယ်အကြီးကြီးသောအခက်အခဲနဲ့တွေ့ရင်တေချာပေါက်စိတ်ကတူတော့ပဲဟုတ်ရဲ့လားဒါကြောင့်အသေးအမွှားစိတ်တူတရားလေးတွေကိုတွေ့လို့ရှိရင်မတူနဲ့ဒါထက်ခက်ခဲတဲ့ပြဿနာကြီးနဲ့ငါရင်ဆိုင်ရအောင်မှာအဲ့ဒီအချိန်မှာစိတ်မတူအောင်အခုအသေးလေးတွေနဲ့တွေ့တဲ့အခါမှာစိတ်မတူတဲ့အလေးအကျင့်ကိုငါပြုစုပြောထောင်မယ်လို့ဒီလိုစိတ်ကူးထားဖို့မလိုဘူးလားလိုတယ်ခုတက္ကသမားတို့ဦးဇင်းတို့တွေကထိကနေရှိရင်စိတ်ကတူထိကနေရှိရင်စိတ်ကတူတိခတ်တဲ့အလေးအကျင့်ကအလွန်နေတယ်နည်းနည်းလေးပြောလိုက်တာနဲ့ကိုပဲအကြီးအကျယ်စိတ်တူတာတွေမရှိဘူးလားရှိတယ်အဲ့ဒါလိုစိတ်တူတဲ့အလေးအကျင့်ကြီးကိုသာမွေးနေမယ်ဆိုရင်တော့ဒီအလေးချင်းကြီးကသေဂာနီးထိပါသွားပြီးတော့သေဂာနီးမှာပြဿနာကလည်းပူကြီးကျတာကတစ်ပိုင်းအလေးချင်းကြီးပါနေတာကလည်းတစ်ပိုင်းအလေးချင်းကဘယ်လောက်ထိများနေတော့ဘယ်လောက်ထိအလေးချင်းများနေတော့ဆိုရင်ဘယ်လောက်ကျွမ်းကျင်နေသလဲဆိုတာကိုထောက်ရင်သိနိုင်တယ်တရားဓမ္မတို့ဦးဇင်းတို့စိတ်တူတဲ့ကိစ္စမှာဘယ်လောက်ကျွမ်းကျင်နေထင်လဲကိုယ့်ကိုစိတ်တူလို့တူလိုက်မှန်းတောင်မသိရအောင်ကျွမ်းကျင်တယ်ဟာငါပဲချင်းစိတ်တူလိုက်ပါလေဟုတ်လားစိတ်တူတာအဲ့လောက်ကျွမ်းကျင်နေတယ်နော်ကျွမ်းကျင်မှာပေါ့အလေးအကျင့်တွေကများနေတရက်ကိုဘယ်နှခါလောက်စိတ်တူတော့တရက်ကိုအများကြီးတူတယ်ဟုတ်လားတစ်လဆိုရင်ဘယ်လောက်ရှိမလို့တစ်နှစ်ဆိုရင်ဘယ်လောက်ရှိမလို့နှစ်ပေါင်း40 50နေလာပြီဆိုရင်စိတ်တူတဲ့အလေးအကျင့်တွေကိုငါဘယ်လောက်ကြီးများတောင်လေ့ကျင့်ပြီးသွားပြီတော့စဉ်းစားတယ်မလို့ဘူးလားလို့တယ်အဲ့ဒီစိတ်တူတဲ့အလေးအကျင့်တွေမှာစိတ်ရှည်တဲ့အလေးအကျင့်လေးအစားထိုးရထိကနေရှိရင်စိတ်တူသီးမခံတဲ့အလေးအကျင့်နေရာမှာသီးခံတဲ့အလေးအကျင့်လေးအစားထိုးရမယ်ဟောပြောပါစီပြုပါစီဖြစ်ပါစီထားလိုက်ပါတော့လို့အဲ့ဒါလိုမျိုးနော်ပြီးနိုင်တဲ့တကယ်တမ်းကတော့အတွေ့အကြုံတွေဟာပြီးသွားတာကြီးပါပဲအဲ့ဒီအရာတွေကပြီးနေတယ်တကယ်သဘာဝတရားကြီးကပြီးနေတယ်ကိုကမပြီးနိုင်အဲ့ဒါကိုကသီးခံတဲ့သဘောတရားလက်ကင်ထားပြီးတော့ဒီမွန်မြတ်တဲ့အမျက်ဆုံးအကျင့်လို့ဆိုရတဲ့တိခဏ်ချင်းအလေးအကျင့်ကိုတရားဓမ္မတို့ဦးဇင်းတို့စွဲမြဲအောင်လေ့ကျင့်ကြဖို့မလိုဘူးလားလိုတယ်အဲ့ဒါမှသာလည်းတကယ်သေဂာနီးမှာခက်ခဲတဲ့ပြဿနာနဲ့ကြုံလာတဲ့အခါမှာတိခဏ်ပြီးတော့ကြီးကြီးလင်းလင်းအေးအေးချမ်းချမ်းဖြည့်ရှင်းနိုင်ပါဟုတ်ရဲ့လားအဲ့ဒါရှင်းစဉ်အခါမှာအမြဲတမ်းစိတ်တူနေရင်တော့သေစဉ်အခါမှာလည်းစိတ်တူပြီးတော့သိသွားမှာပဲစိတ်တူပြီးသိရင်တော့စိတ်တူတဲ့ပုဂ္ဂိုလ်တွေရောက်တဲ့နေရာရောက်သွားမှာပဲဒါကဦးဇင်းစဉ်းစားမိတာလေးကိုပြောတာပါဟုတ်ရဲ့လားဒါကြောင့်ဘာမဟုတ်တာလေးတွေနဲ့စိတ်တူတဲ့အခါတိုင်းမှာဒီစကားလေးကိုအမှတ်ရပါဒီ
ဒီကိစ္စလေးကိုတော့ငါစိတ်တူနေတယ်ဆိုရင်တေဂာနီးမှာငါစိတ်မတူဖို့လွယ်ပါမလားဒါလေးစဉ်းစားသိနေတာဦးဇင်းကဟုတ်လားအဲ့တော့ပိဿပေါင်းသူတော်ကောင်းတို့ဒါလေးကိုတော့လေးလေးနဲ့စဉ်းစားသိနေတယ်နော်ဟုတ်ရဲ့လားအေးအဲ့တော့မြတ်စွာဘုရားကဒီမှာသတိထားဖို့အတွက်ဒေါသအားကြီးတဲ့ပုဂ္ဂိုလ်တွေဟာတေဂာနီးမှာမကောင်းတဲ့စိတ်တွေဖြစ်ပြီးတော့အပေလေးပါးကိုရောက်တတ်တယ်တကယ်လို့မြန်ကိုယ့်ကိုမုန်းတဲ့ရန်သူတွေကငါမုန်းတဲ့လူကတော့အပေလေးပါးရောက်သွားပြီဆိုတာကိုသိခဲ့မယ်မြင်ခဲ့မယ်ဆိုရင်သူတို့ကဘာလုပ်ကြမလို့ဝမ်းသာကြလိမ့်မယ်တဲ့အဲ့ဒါရန်သူတွေမုန်းတဲ့လူတွေဝမ်းသာအောင်လှုပ်လိုက်တာတနည်းအားဖြင့်ခုနှစ်ခုမြောက်အပြစ်ပေါ့ဟုတ်ရဲ့လားအေးအယုတ်ဆိုးစေတွေ့စေဆင်းရဲကိုကြိုတဲ၍ပြက်ကွဲစီစေချွေရမိန်လည်းရက်မိတ်ဆက်ပြက်လက်အပဲဖြစ်ခေါ်နှစ်ရန်သူကြိုက်ပေးတဲ့တို့ရသွားပြီဟုတ်လားအေးအဲ့တော့ဦးဇင်းတို့ဘာကိုကြိုးစားပြီးတော့ပြောနေတာလဲဆိုတော့ဒေါသဆိုတဲ့မီးဒီတတ္တဝါတွေကိုဘလောက်လောင်ကျွမ်းနိုင်တယ်လဲဘလောက်အကျိုးမဲ့တွေဖြင့်ပျက်စီးအောင်ဖျက်ဆီးနိုင်တယ်လေဆိုတာလေးကိုဒါသုတ်တံဒေသနာတစ်ခုကိုအထောက်ထားပြုပြီးတော့စဉ်းစားကြဖို့တွေးကြဖို့ဒါဦးဇင်းတို့ပြောလိုက်တာပါဟုတ်လားအေးအဲ့ဒီဒေါသတည်းဟူသောမီးကိုငြိမ့်သက်ဖြစ်ခြင်းတဲ့ဆိုရင်အကောင်းဆုံးကတော့မေတ္တာတည်းဟူသောရေပါတဲ့ဟုတ်ရဲ့လားဒေါသကိဉ္ပါဏမေတ္တာယနိဗ္ဗာပင်တိနရုတ္တမနော်ဒေါသဆိုတဲ့မီးကိုမေတ္တာတည်းဟူသောရေဖြင့်ငြိမ့်သက်ကြရမယ်ဒီနေရာမှာဦးဇင်းတို့စဉ်းစားတရားတစ်ခုရှိတယ်ရှားဆိုတဲ့မီးကိုအတုပဘာဝနာနဲ့ငြိမ့်သက်ရမယ်လို့အစတုန်းကပြောခဲ့တယ်နော်ခုဒေါသဆိုတဲ့မီးကိုမေတ္တာတည်းဟူသောရေဖြင့်ငြိမ့်သက်ရမယ်လို့ပြောပြန်တယ်နော်တကယ်တမ်းကတော့ဒီလောဘဒေါသတရားတွေဟာတတိပဋ္ဌာန်ဘာဝနာကိုပွားများမယ်မဂ္ဂင်၈ပါးကိုပွားများမယ်ဆိုရင်တော့အပြည့်တတ်တာချုပ်ငြိမ်းကြမှာပါဟုတ်လားသို့တော်လည်းပဲမြတ်စွာဘုရားကဒီဒေသနာတော်မှာအထူးပြုပြီးတော့ဒါဟောထားတာဟုတ်ရဲ့လားအတုပဘာဝနာသည်ယာဂမီးကိုငြိမ့်သက်တဲ့နေရာမှာအထူးစွမ်းနေဆိုတဲ့အဓိပ္ပာယ်နော်မေတ္တာဘာဝနာသည်ဒေါသမီးကိုငြိမ့်သက်တဲ့နေရာမှာအထူးစွမ်းနေဆိုတဲ့အဓိပ္ပာယ်ပေါ့ဒါဦးဇင်းတို့နားလေသဘောပေါက်တာလေးကိုပြောပြတာပါဟုတ်လားအဲ့တော့ဘိသက်ပေါင်းသူတော်ကောင်းတို့မေတ္တာတရားကိုကြိုးစားပြီးတော့ပွားများခြင်းဖြင့်ဒေါသမီးကိုငြိမ့်သက်ကြဖို့မလိုဘူးလားလိုတယ်အဲ့တော့ဒီနေရာမှာမေတ္တာတဲ့လူငယ်တွေနားလေအောင်နည်းနည်းတော့ပြောခြင်းတယ်မေတ္တာဆိုတာဘာလို့ဆိုတော့များသောအားဖြင့်လူတွေကမေတ္တာဆိုတာကိုချစ်ခြင်းလို့အကြံဉာဏ်နားလည်ထားကြတကယ်တမ်းကမေတ္တာကိုချစ်ခြင်းလို့ပြောတာဟာသိပြီးတော့မထိရောက်ဘူးလို့ထင်တယ်ရှုပ်ထွေးနေတယ်လို့ထင်တယ်တကယ်တမ်းကမေတ္တာဆိုတာဘာလို့ဆိုရင်မေတ္တာဆိုတာသူတစ်ပါးရဲ့ကောင်းကျိုးချမ်းသာကိုလိုလားတဲ့စိတ်သိလားငါသည်ဘေးရန်ကင်းခြင်းတယ်အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေဟာလည်းဘေးရန်ကင်းကျင်ကြလိမ့်မယ်လို့ကိုယ်နဲ့နှိုင်းစာပြီးတော့တတ္တဝါတွေရဲ့ပုံမှာဘေးရန်ကင်းစေခြင်းတဲ့သဘောနော်ငါသည်ကျမ်းမာရေးကောင်းခြင်းတယ်ငါသည်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းတယ်အဲ့ဒါလိုပဲတခြားသောတတ္တဝါတွေဟာလည်းကျမ်းမာရေးကောင်းခြင်းကြလိမ့်မယ်နှလုံးစိမ်ဝမ်းငြိမ်းချမ်းခြင်းကြလိမ့်မယ်လို့ကိုယ်နဲ့နှိုင်းစာပြီးတော့တခြားသောတတ္တဝါတွေလိုလားတောင်းတကြတဲ့ကောင်းကျိုးနဲ့ချမ်းသာရသွားကြပါစေလို့စိတ်ထဲကညှပ်ပေးတယ်ဆိုရင်အဲ့ဒါဘာခေါ်မလို့မေတ္တာအဲ့ဒါဦးဇင်းတို့အလွယ်ဆုံးနဲ့အရှင်းဆုံးအတူဆုံးပြောရရင်တော့တတ္တဝါတွေရဲ့အပေါ်မှာချမ်းသာစေခြင်းနဲ့စိတ်ကိုဒါမေတ္တာစိတ်လို့နားလည်ရမယ်ကောင်းစားစေခြင်းလားကောင်းသွားစေခြင်းလားဟုတ်လားဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့မေတ္တာတရားကြိုးစားပြီးတော့ပွားများကြတဲ့နေရာမှာအစကနဦးအလုံးသောတတ္တဝါအနန္တဘေးရန်ကင်းကွာကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေလို့နှုတ်ကတွတ်တွတ်နဲ့ရွတ်ဆိုနေဖို့လိုတယ်စိတ်ကလေးစိုက်ပြီးတော့စိတ်ကလေးညှွတ်ပြီးတော့အာယုံပြုတ်ပြီးတော့နော်ရွတ်ဆိုနေဖို့လိုတယ်နော်အဲ့ဒါလိုစိတ်စိုက်ပြီးတော့တကယ်စိတ်ပါလက်ပါရွတ်နေမယ်ဆိုလို့ရှိရင်ဒီမေတ္တာပို့နေတဲ့အလုပ်ရဲ့ပုံမှာစိတ်တွေဝင်စားပြီးတော့မေတ္တာရဲ့အရှိန်အစောမေတ္တာရဲ့အစွမ်းတတ္တိကြောင့်ကိုယ်တိုင်ကိုပဲအေးချမ်းတယ်ဆိုတာကိုစတင်ပြီးတော့ခံစားရလိမ့်မယ်ဟုတ်ရဲ့လားအလုံးသောတတ္တဝါဘေးရန်ကင်းကွာကိုစိတ်နှပြချမ်းသာချမ်းသာကြပါစေမကောင်းတာတွေဘာမှမဖြစ်ကြပါစေနဲ့ကောင်းတာမှန်သမျှအားလုံးဖြစ်ပါစေဟုတ်လားအဲ့ဒါလိုလှိုက်လိုက်လဲစိတ်ညှို့ပြီးတော့ရွတ်ဆိုနေခြင်းသည်ဒါဘာလို့နေတာတော့မေတ္တာပွားနေတာနောက်လိမ္မာကျွမ်းကျင်လာပြီဆိုလို့ရှိရင်နှုတ်ကမြွတ်ပြီးတော့မရွတ်ချင်လဲရပြီအဲ့ဒီကြာရင်တော့စိတ်ထဲမှာပဲအဲ့ဒါညှို့ပြီးတော့ပွားများနေဖို့အဲ့ဒီမေတ္တာစိတ်ကလေးကိုထက်ချီးတလဲလဲဖြစ်အောင်ကြိုးစားနေဖို့မလိုဘူးလားလိုတယ်အဲ့ဒါလိုမေတ္တာတရားတွေကိုများလာအောင်မေတ္တာစိတ်တွေကိုများလာအောင်ပွားနေခြင်းဒီပင်လေအဲ့ဒါကိုမေတ္တာပို့တယ်လို့ခေါ်တယ်မေတ္တာပွားတယ်လို့မခေါ်ဘူးလားခေါ်တယ်
အဲ့ဒါလိုပွားများနေခြင်းဒီပင်လေအဲ့ဒါဒေါသတည်းဟူသောမီးကိုအဲ့ဒါငြိမ်းတတ်နေတာနော်အဲ့ဒါမေတ္တာပွားနေရင်မေတ္တာပွားနေတဲ့အခိုက်မှာဒေါသမီးမငြိမ်းဘူးလားငြိမ်းနေမေတ္တာတရားကအလွန်ဆွမ်းနေဗျပွားနေတဲ့အချိန်မှာငြိမ်းတာမဟုတ်နောက်ပိုင်းမေတ္တာရင့်ကျက်လာပြီမေတ္တာနဲ့ခိုင်မာလာပြီဆိုလို့ရှိရင်မေတ္တာမပွားတဲ့အချိန်မှာလည်းပဲတော်ယုံတန်ယုံစိတ်တူစရာကိစ္စတွေ့တော်လည်းပဲစိတ်မတူပဲရှိတတ်တယ်စိတ်ထဲမှာဒေါသတွေအကြာကြီးမဖြစ်ဖဲနဲ့လည်းရှိတတ်တယ်မေတ္တာရဲ့အရှိန်ကြောင့်အေးချမ်းမှုကလေးနဲ့ဒါဆက်သွားနေတဲ့သဘောပေါ့ဟုတ်ရလားဒါကြောင့်မေတ္တာတရားကိုအားကိုးကြဖို့မလိုဘူးလားလိုတယ်မေတ္တာတရားအားကြီးရင်အားကြီးသလောက်ဒေါသတည်းဟူသောအတွင်းရန်ငြိမ်းတယ်ဒေါသတည်းဟူသောအတွင်းရန်ငြိမ်းရန်ဒေါသတည်းဟူသောအတွင်းရန်ကြောင့်ဖြစ်ပေါ်လာမဲ့အပြင်ရန်တွေလည်းငြိမ်းတယ်လို့ဆိုရတယ်တဲ့ဒါကြောင့်ဦးဇင်းတို့မေတ္တာအကျိုး7မျိုးထဲမှာနတ္တအဂိဝဝေတံဝတတ္ထံဝကမတိတဲ့မေတ္တာတရားအားကြီးမယ်ဆိုလို့ရှိရင်မိတို့အစိတ်တို့လက်နက်တို့ကြောင့်ဒုက္ခမရောက်နိုင်ဘူးလို့ဟောထားတာမရှိဘူးလားဒေါသတည်းဟူသောအတွင်းရန်ငြိမ်းလို့နော်ဘေးတွေအန္တရာယ်တွေတည်းဟူသောအပြင်ရန်တွေပါဘာဖြစ်သွားတာတော့ငြိမ်းသွားဒါကြောင့်ပိဿပေါင်းတော်ကောင်းတို့လူလောကကြီးမှာလူဘဝဆိုတာကစူးကြားမှာတီးရတဲ့ဘူးသီးလိုပဲဟုတ်လားအန္တရာယ်ကအလွန်များတယ်ဖြစ်နိုင်ခြေတွေအများကြီးရှိတယ်ဒါကြောင့်အဲ့ဒီပြင်ဘက်ကအန္တရာယ်တွေဘေးတွေကင်းဖို့ဆိုတဲ့ရည်ရွယ်ချက်ဖြင့်လည်းပဲမေတ္တာတရားကိုပွားများကြဖို့မလိုဘူးလားလိုတယ်ဒါကြောင့်မေတ္တာတရားရဲ့အစွမ်းတတ္တိတွေကိုပြောတဲ့နေရာမှာပြင်ဘက်ကယံနေအေးတယ်ဆိုတာကိုလည်းမြတ်စွာဘုရားထည့်ပြီးတော့ဟောထားတာရှိတယ်ထည့်ပြီးတော့ဟောထားတာရှိတယ်နော်ဘုရင်တို့တန်ရုပ်ပါဠိတော်မှာကုလသုတ်တံဆိုပြီးတော့သုတ်တံလေးတစ်ခုတွေ့ရတယ်အဲ့ဒီမှာဗာပြောထားတယ်ဆိုတော့မိန်းမသားတွေများပြီးတော့ယောက်ျားသားနည်းတဲ့အိမ်ကိုလူဆိုးတခိုးတွေဝင်ရောက်နှိပ်စက်ဖို့အင်မတန်လွယ်ပါတယ်တဲ့အဲ့ဒါလိုပဲဒေါသအားကြီးပြီးတော့မေတ္တာအားနည်းတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်ကိုတကူရှိတဲ့အမရုဒ္ဒတွေကနှောက်ယှက်ဖြစ်စီဆင်းရဲဒုက္ခဖြစ်စေဖို့အလွန်လွယ်တယ်လို့မြတ်စွာဘုရားဟောတာနော်ယောက်ျားသားနည်းပြီးတော့ယောက်ျားသားများပြီးတော့မိန်းမသားနည်းတဲ့အိမ်ကိုလူဆိုးတခိုးတွေဝင်ရောက်နှိပ်စက်ဖို့အလွန်ခဲရင်နေတဲ့အဲ့ဒါလိုပဲမေတ္တာအားကြီးပြီးတော့ဒေါသအားနည်းတဲ့ပုဂ္ဂိုလ်ရဲ့တန်တန်ကိုတကူရှိပါတယ်ဆိုတဲ့အမနုဿတွေကတော့ဝင်ရောက်နှိပ်စက်ဖို့အမြဲတမ်းခဲရင်တယ်လို့မေတ္တာကိုအဲ့လိုမြတ်စွာဘုရားဟောတာနောက်ပြီးတော့ဦးဇင်းတို့တတ္ထိသုတ်တံဆိုပြီးတော့ဟောထားတာလည်းရှိတယ်အဲ့ဒီမှာတော့ဗာပြောထားလဲဆိုတော့အင်မတန်ကောင်းတဲ့တန်နဲ့ပြုတ်ထားတယ်32လက်တစ်လောက်ရှိတယ်တန်လျက်ကြီးတစ်ချောင်းနော်မြည်နေအောင်ထက်နေအောင်သွေးထားတယ်ဝင်းတောင့်နေတဲ့တန်လျက်ကြီးတစ်ချောင်းပေါ့အဲ့ဒီတန်လျက်ကြီးကိုတစုံတယောက်သောပုဂ္ဂိုလ်ကဟောဒီတန်လျက်ကိုငါဟာစက္ကူကလေးကိုခွေတယ်လို့လိတ်တယ်လို့မျိုးလုံးလိုက်မယ်ခြေလိုက်မယ်ဟုတ်လားထရွက်ချောက်ကလေးကိုခွေတယ်လို့မျိုးခွေလိုက်မယ်ဆိုပြီးတော့များတကယ်လို့ तू ကြိုးစားအထုတ်ခဲ့မယ်ဆိုရင်အဲ့ဒီတန်လျက်ကြီးကတော့လိတ်သွားမှာမဟုတ်ဘူးခွေသွားမှာမဟုတ်လုံးဖို့ခြေဖို့ကြိုးစားတဲ့ပုဂ္ဂိုလ်ရဲ့လက်သီးသားလည်းအပိုင်အပိုင်ပြတ်သွားလိမ့်မယ်တဲ့အဲ့ဒီဥပမာတိုင်းပဲမေတ္တာတရားအားကြီးတဲ့ပုဂ္ဂိုလ်ကိုတကူရှိပါတယ်ဆိုတဲ့အမနုဿတွေကတောင်မှဒီပုဂ္ဂိုလ်ကိုငါစိတ်ဖောက်ပြန်သွားအောင်ဘလို့ဒုက္ခတွေတွေ့အောင်နှိမ့်ဆက်လိုက်မယ်ညှင်းဆဲလိုက်မယ်လို့ तू ကြံစီခဲ့မယ်ဆိုရင်သူသာလျှင်အဲ့ဒါဒုက္ခအကြီးကျယ်ရောက်လိမ့်မယ်လို့မြတ်စွာဘုရားဟောထားတာရှိတယ်ဒါကြောင့်ပိဿပေါင်းသူတော်ကောင်းတို့အာမကိုသင့်ဘူးလားအာကိုသင့်တယ်ဒေါသတည်းဟူသောအတွင်းရန်ငြိမ်းလို့ပြင်ဘက်ကဘေးတွေအန္တရာယ်တွေငြိမ်းသွားတာလို့တဘာဝကြကြလည်းတွေးတတ်ဖို့မလိုဘူးလားလိုတယ်ဘုန်းကြီးတို့မှတ်သားစရာလေးတစ်ခုရှိသေးတယ်မေတ္တာရဲ့အစွမ်းနဲ့ပတ်သက်ပြီးတော့ဘုန်းကြီးတို့မြတ်စွာဘုရားလက်ထက်ကမဏိပတ္တရဆိုတဲ့ဘလူးကမြတ်စွာဘုရားကိုလာပြီးတော့လျှောက်တယ်ဘာလျှောက်လဲဆိုတော့မြတ်စွာဘုရားတဲ့လောကကြီးမှာတတိတရားကိုလက်ကင်ထားမယ်ဆိုလို့ရှိရင်အခါခတ်သိမ်းကောင်းခြင်းမင်္ဂလာနဲ့ပြည့်စုံမယ်တဲ့တတိတရားကိုသာလက်ကင်ထားခဲ့မယ်ဆိုလို့ရှိရင်အမြဲတမ်းချမ်းသာဒုက္ခနဲ့ပြည့်စုံမယ်တတိတရားကိုသာလက်ကင်ထားခဲ့မယ်ဆိုလို့ရှိရင်တတိမတော်သူဝေတေယောမနဲ့ဖြန်နိုင်မနဲ့ဖြန်နိုင်အမြဲတမ်းကျက်တည်မင်္ဂလာနဲ့ပြည့်စုံနိုင်မယ်ပေါ့မြင့်မြတ်နိုင်မယ်ပေါ့ဟုတ်လားတတိရဲ့အကျိုးကျေးဇူးကိုသူကအလွန်မြင်တဲ့သဘောပေါ့ဟုတ်လားဒီနေရာမှာတတိဆိုတာကဖုန်းနံပါတ်တွေကိုအမှတ်ရတာတွေလိပ်စာတွေကိုအမှတ်ရတာတွေဒီလိုတတိမျိုးကိုပြောတာမဟုတ်ဘူးနော်တတိဆိုတာကိုယ်ခန္ဓာကိုယ်ပေါ်မှာဖြစ်ပေါ်နေတဲ့သဘာဝတရားတွေရုပ်သဘာဝနာမ်သဘာဝသဘာဝတရားတွေကို
ဖြစ်နေစေအခိုက်အတန့်မှာအမှန်အတိုင်းတိနေတဲ့သဘောကိုတတိလို့ပြောတာဟုတ်ရဲ့လားငါတန်တမှာဘာတွေဖြစ်နေသလဲလို့အမှန်တိုင်းသိအောင်ကြိုးစားလို့သိနေတဲ့သဘောကိုဘာခေါ်မလို့တတိလို့ဒါပြောတာနော်အဲ့ဒီတတိထားခဲ့မယ်ဆိုလို့ရှိရင်တဲ့အမြဲတမ်းကောင်းမြတ်မယ်အမြဲတမ်းချမ်းသာမယ်အမြဲတမ်းမြင့်မြတ်နေမယ်ဒါတွေမကဘူးတဲ့ဝေရာစပရိမုတ်စတိယံကလည်းပဲလွတ်မယ်တဲ့သူ၄မျိုးလာပြီးတော့မြတ်စွာဘုရားကိုလျှောက်တယ်အဲ့တော့မြတ်စွာဘုရားကအဲ့ဒီစကားကိုအပြည့်အစုံလက်မခံတတိရှိလို့ရှိရင်အခါခတ်သိမ်းကောင်းမြတ်တယ်တတိရှိရင်ချမ်းသာတယ်တတိရှိရင်နေတိုင်းမြင့်မြတ်တယ်ဟုတ်တယ်တဲ့သို့တော့ယံကတော့မလွတ်သေးတဲ့တတိရှိနေုံမျှဖြင့်တော့ယံကမလွတ်သေးတဲ့ယံကလွတ်ချင်တယ်ဆိုလို့ရှိရင်တော့မေတ္တာတရားကိုပွားများရမယ်ဆိုပြီးတော့ဒုတိယဂါထာမြတ်စွာဘုရားဆက်ဟောပါတယ်အလုံးစုံသောတတ္တဝါတွေရဲ့ပုံမှာမညှင်းဆင်းမှုဆိုတဲ့တရားဖြင့်မွေ့လျော်ပြီးတော့မေတ္တာတရားကိုပွားများမှသာလျှင်ယံတွေဟာလွတ်သွားမယ်လို့ပြောတာဒါကြောင့်ဘေးသက်ပေါင်းတော်ဟောင်းတို့သတိပဋ္ဌာန်ဘာဝနာကိုပွားများကြရမယ်မဂ်ခင်၈ပါးကိုပွားများကြရမယ်သို့တော်မေတ္တာတရားချမ်းရံထားဖို့မလိုဘူးလားလိုတယ်အဓိကအရေးကြီးတာကတော့သတိပဋ္ဌာန်ဘာဝနာမဂ်ခင်၈ပါးကအရေးကြီးဆုံးပေါ့နော်သို့တော်လည်းပဲမေတ္တာတရားနဲ့ချမ်းရံထားဖို့မလိုဘူးလားလိုတယ်ဒါကြောင့်ဦးဇင်းတို့ကျမ်းဂန်တွေထဲမှာဗုဒ္ဓနုတ္တိယေမေတ္တာယေအတုပယေမရဏနုတ္တိယေဒီကမ္မထတရား၄မျိုးကိုအာရခကမ္မထဆိုပြီးတော့နာမည်တက်ထားတာရှိတယ်။နော်တရားဓမ္မတို့ဦးဇင်းတို့အတွက်အဆောင်အရှောက်ကမ္မထပေါ့နော်ကာကွယ်စောင့်ရှောက်မဲ့ကမ္မထပေါ့အဲ့ဒါလို့အဆောင်အရှောက်နဲ့ကိုကနေမှသာလေဒီသတိပဋ္ဌာန်ဘာဝနာမဂ်ခင်ဘာဝနာတွေကိုဘေးကင်းရန်ကင်းချမ်းချမ်းသာသာပွားများနိုင်ဖို့ဆိုတဲ့အဲ့ဒါလို့ရည်ရွယ်ချက်နဲ့လည်းပဲမေတ္တာတရားကိုအဆောင်အရှောက်နေနဲ့ထားကြဖို့မလိုဘူးလားလိုတယ်အဲ့တော့ဦးဇင်းတို့ဒီနေရာမှာကြိုးစားပြီးတော့ပြောနေတာကမေတ္တာတရားတည်းဟူသောရည်စဉ်ကိုဖြန့်ပက်လို့ဒေါသတည်းဟူသောအတွင်းရန်ငြိမ့်မယ်ဆိုရင်ပြင်ဘက်ကဘေးတွေအန္တရာယ်တည်းဟူသောအပြင်ရန်တွေလည်းငြိမ့်အေးပြီးသားဖြစ်တယ်ဆိုတာလေးကိုပြောတာပါဟုတ်ရလားဒါကြောင့်ဘေးသက်ပေါင်းသူတော်ကောင်းတို့ဒေါသတည်းဟူသောမီးကိုမေတ္တာတည်းဟူသောရည်ဖြင့်ကြိုးစားပြီးတော့ငြိမ့်တတ်ကြဖို့မလိုဘူးလားလိုတယ်တော့မေတ္တာတရားရဲ့အကျိုးကျေးဇူးတွေကပြောရင်ကုန်နိုင်ပေါ်ရမရှိဘူးဗျဟုတ်ရလားဟိုဦးဇင်းတို့အောက်ခသုတ်တံဆိုတာရှိတယ်အဲ့ဒီအောက်ခသုတ်တံကိုအခြေပြုပြီးတော့မဟာရှိစတော်ဘုရားကြီးကလင်္ကာလေးရှိထားတာလေပေတတို့ရဲ့နှုတ်ထဲမှာရှိကောင်းရှိပါလိမ့်မယ်တဏီသုံးငါအိုတရားဖြင့်ချက်ကားတမင်ကျွေးမွေးခြင်းတည်းမယွင်းစင်းစစ်နှုတ်တညစ်စာကျင့်သုံးငါမြမေတ္တာပွားများကြိုးကြီးမာသည်ဘုရားမြတ်စွာမိန်ခွန်းတည်းဟုတ်လားနော်မနေ့ခင်မှာအိုးကြီးတရားနဲ့ဓမင်းတွေချက်ပြီးတော့ဟင်းနေနဲ့လှူတယ်နေ့လည်ခင်မှာအိုးကြီးတရားနဲ့ဓမင်းတွေချက်ပြီးတော့ဟင်းတွေချက်ပြီးတော့လှူတယ်ညနေခင်းမှာအိုးကြီးတရားနဲ့ချက်ပြီးတော့လှူတယ်ဒီနေ့ကိုအိုးပေါင်းဘယ်လောက်လဲ300အဲ့ဒီလိုလှူဒန်းမှုပြုတဲ့ဒါနကောင်းမှုထက်တခါပေါ်လို့ရှိရင်နှုတ်တညစ်စာနော်ဘာမှမကြောက်ဘူးနော်စစ်မှန်တဲ့မေတ္တာတရားကိုယ်တန်တမှာဖြစ်စေမယ်ဆိုရင်အဲ့ဒီကုသိုလ်စိတ်ကပို့ပြီးတော့အကျိုးအာနိသင်ကြီးတယ်လို့မြတ်စွာဘုရားဟောတာအာမကိုတိုက်ဘူးလားအာကိုတိုက်တယ်ဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့ဒေါသတည်းဟူသောမီးကိုမေတ္တာတည်းဟူသောရေဖြင့်ငြိမ့်သက်တဲ့နေရာမှာဒေါသရဲ့အဖြစ်တွေကိုနားလည်ဖို့လိုပါတယ်မေတ္တာရဲ့အကျိုးကျေးဇူးတွေကိုနားလည်ဖို့လိုပါတယ်ဟုတ်ရဲ့လားဓမ္မသာလည်းမေတ္တာတရားကိုပွားများခြင်းနဲ့စိတ်တွေပို့ပြီးတော့ထက်သန်လာမှာဒါကြောင့်ဦးဇင်းတို့ဒါကိုရည်ရွယ်ပြီးတော့ပြောတာပါဟုတ်ရဲ့လားဒါကြောင့်တရားကောင်းစဉ်ပေးထားတာကဘာလဲတော့ဒေါသမီးနဲ့မေတ္တာရေတဲ့ဟုတ်လားတရားကမဆုံးသေးဘူးနော်အဂိသုတ်တံမှာဒေါသမီးကိုမေတ္တာရည်ဖြင့်ငြိမ့်သက်ရမယ်လို့ပြောပြီးတဲ့နောက်မှာမောဟဆိုတဲ့မီးကိုပညာတည်းဟူသောရည်ဖြင့်ငြိမ့်သက်ရမယ်ဆိုတာကိုဆက်ပြီးတော့မပါဘူးလားပါတယ်မောဟကိပါဏပညာယယာယံနိဗ္ဗေဒဂာမိနီဒါလေးပါနေတယ်နော်အဲ့တော့ဏိကုံးချုပ်ဦးဇင်းတို့မောဟတည်းဟူသောမီးကိုပညာတည်းဟူသောရည်ဖြင့်ငြိမ့်သက်ရမယ်ဆိုတဲ့စကားလေးကမပြောလို့မပြည့်စုံဘူးဒါကိုပြောမှဖြစ်မှာဟုတ်လားဟောဆိုမီး3မျိုးထဲမှာမောဟမီးကကြောက်เสียအကောင်းဆုံးဆိုတာကိုပြောခဲ့တယ်မို့လားတော့မသိလို့သာလဲဆွဲလန်းကြတာမသိလို့သာလဲစိတ်တူကြတာလို့ပြောခဲ့တယ်မို့လားဒါကြောင့်ဒေါသတည်းဟူသောမီးကိုပညာတည်းဟူသောရည်ဖြင့်ငြိမ့်သက်ကြဖို့ဆိုတဲ့အချက်ကလည်းပဲအလွန်အရေးပါတဲ့အချက်ပေါ့အဲ့တော့ဒီနေရာမှာပညာဆိုတာဘာလဲပညာဆိုတာနဲ့ပတ်သက်ပြီးတော့မြတ်စွာဘုရားကဒေသနာတော်အသီးသီးမှာအဓိပ္ပာယ်ဖွင့်ဆိုထားတာတွေရှိတယ်အများစုအဓိပ္ပာယ်ဖွင့်ဆိုတာကတော့
ခန္ဓာမှာဖြစ်ပေါ်နေတဲ့ရုပ်တဘာဝနာမ်တဘာဝတွေရဲ့ဖြစ်ချင်းပြည့်ချင်းကိုထိုးထွင်းပြီးတော့သိမြင်နိုင်တဲ့အသိဉာဏ်ကိုအဲ့ဒါပညာလို့မြတ်စွာဘုရားဟောတယ်ဟုတ်ရဲ့လားဒါကြောင့်ပေတပေါင်းသူတော်ကောင်းတို့တတိပဒံဒေသနာနည်းဖြင့်ကြိုးစားပြီးတော့ခန္ဓာမှာဖြစ်ပေါ်လာတဲ့သဘာဝတရားတိုင်းဟာဖြစ်ပေါ်လာပြီးတဲ့နောက်ချုပ်ပြောက်သွားကြတယ်ဆိုတဲ့အဲ့ဒီအနိစ္စအချက်ကိုသိမြင်နားလည်အောင်ကြိုးစားကြဖို့မလိုဘူးလားလိုတယ်အဲ့ဒီအနိစ္စအချက်ကိုသိမြင်ရင်သိမြင်သလောက်ဒါဉာဏ်ပညာကြီးတယ်လို့ဆိုရတယ်ဉာဏ်ပညာကြီးရင်ကြီးသလောက်ဒီဘက်ကမောဟမီးဟာအားနေသွားဖို့အကြောင်းမရှိဘူးလားရှိတယ်ဟုတ်လားနောက်ဆုံးတရားဓမ္မတို့အရှင်တို့တွေအဲ့ဒီဝိပဿနာဉာဏ်ပညာကိုရင့်ကျွတ်အောင်ပွားများလို့သောတပတ္တိမေဉာဏ်ဆိုတဲ့လောကုတ္တရာပညာကိုများရခဲ့မယ်ဆိုလို့ရှိရင်ပထမအဆင့်သက္ကာယဒိဋ္ဌိနဲ့ဝိသိကိစ္စဆိုတဲ့အင်မတန်ကြောက်မက်ဖွယ်ရာကောင်းတဲ့အပေလေးပါးတည်းဟူသောမီးကိုဆက်လက်ပြီးတော့တောက်စေနိုင်စွမ်းရှိတဲ့ကြောက်เสียအကောင်းဆုံးအဲ့ဒီမီးတွေငြိမ့်မသွားဘူးလားငြိမ့်သွားတယ်ပညာတည်းဟူသောရေကြောင့်ဒါမီးငြိမ့်ပုံကလေးကိုလက်တွေ့ပြောပြရနော်အေးနောက်ဆုံးအရဟတမေဉာဏ်အရဟတဖို့ဉာဏ်ရလို့ပညာအထွတ်အထိပ်ရောက်ခဲ့မယ်ဆိုလို့ရှိရင်မောဟမီးခေါင်းဆောင်တဲ့ကိလေသာမီးတွေအားလုံးငြိမ့်မသွားဘူးလားငြိမ့်သွားတယ်အဲ့လိုမီးတွေအားလုံးငြိမ်းသွားတယ်ဆိုလို့ရှိရင်ဒုသတိုင်မီးလည်းတောက်เสียအကြောင်းမရှိဘူးဒုသတိုင်မီးမတောက်တဲ့အတွက်ကြောင့်အပေလေးပါးမီးလည်းတောက်เสียအကြောင်းမရှိတော့နော်ကိလေသာမီးလည်းတောက်เสียအကြောင်းမရှိဘူးကိလေသာမီးမတောက်တဲ့အတွက်ကြောင့်ဘဝခန္ဓာဝိမီးစာတွေလည်းတောက်เสียအကြောင်းမရှိတော့ဟုတ်လားပညာတည်းဟူသောရေဖြင့်မောဟတည်းဟူသောမီးကိုငြိမ်းလိုက်လို့အားလုံးငြိမ်းအေးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောတာဟုတ်ရဲ့လားဒါကြောင့်ပညာတည်းဟူသောရေသည်အစွမ်းအထက်ဆုံးလို့ပြောရင်ပြောလို့မရဘူးလားရတယ်ဒါကြောင့်မေတ္တာတရားရဲ့အထက်မှာသူရှိတယ်နော်ဒါပေမဲ့ဦးဇင်းတို့ဘာကြောင့်မေတ္တာတရားကိုဟောရတယ်လဲဆိုတော့တော့များသောအားဖြင့်ဒေါသတွေကတူကိုအလွန်များလာနည်းနည်းမှသိခန္ဓာမဟုတ်ထိကနေရှင်ရဲ့ဒေါသကဖြစ်တာအဲ့ဒီအလေးအကျင့်ကြီးကိုသတိထားမိဖို့နော်မေတ္တာတရားဖြင့်အေးချမ်းချမ်းနေတတ်ဖို့လေလောကမှာအလွန်အရေးကြီးတယ်ဆိုတာကိုဦးဇင်းတို့ခံယူထားလို့ဒေါသမီးနဲ့မေတ္တာရေကိုဦးစားပေးပြီးတော့ပြောတာတကယ်တမ်းကပညာရေကပို့ပြီးတော့လိုအပ်တယ်မို့လားလိုအပ်တယ်ဟိုဦးဇင်းတို့တန်ရုပ်ပါဠိတော်မှာပဲဟောထားတာရှိတယ်ကုတာကာရသုတ်တံတဲ့အိမ်တစ်လုံးမှာအဆောက်အဦတစ်လုံးမှာအဓိကအရေးအကြီးဆုံးအစိတ်အပိုင်းကဘာလဲဆိုရင်ခေါင်မယ်တဲ့အထွတ်လို့စာကတော့သုံးတယ်ပေါ့နော်အဲ့ဒီအိမ်ကိုဖျက်ဆီးခြင်းနဲ့ဆိုလို့ရှိရင်ခေါင်ကိုဖျက်ဆီးလိုက်တာနဲ့အထွတ်ကိုဖျက်ဆီးလိုက်တာနဲ့ဒီအိမ်ကိုဖျက်ဆီးပြီးသားဖြစ်တယ်တဲ့ဟောဆိုခေါင်ကိုဖျက်ဆီးလိုက်တာနဲ့သူကမိုးကမလုံတော့ဟုတ်လားပြီးရင်အကုန်လုံးရေတွေမိုးရေတွေရွှဲရွှဲဆူပြီးတော့ကြာရင်မိုးရေတွေနဲ့ဒီအိမ်ဟာရွှဲဆူပြီးတော့ဆွေးမြေ့ပြီးတော့ဘာဖြစ်သွားတော့ပျက်စီးသွားမယ်အဲ့လိုပဲတရားဓမ္မတို့ဦးဇင်းတို့ရဲ့ခန္ဓာမှာရှိတယ်အကုသိုလ်ကိလေသာအတိုက်အမြုံကိုဖျက်ဆီးပစ်ခြင်းတယ်ဆိုလို့ရှိရင်တဲ့အဝိဇ္ဇာသည်ခေါင်မယ်တဲ့နော်မတိမှုမောဟသည်အထွတ်ပဲခေါင်မယ်သူ့ကိုဖျက်လိုက်ရင်ကျန်တာတွေဟာပျက်စီးသွားတယ်ဒါနားလည်ဖို့လိုတယ်နော်တကယ်ကြီးမှများဟုတ်လားအဝိဇ္ဇာဆိုတဲ့မောဟကိုဖျက်ဆီးလိုက်ရင်ကျန်တာတွေဘာဖြစ်သွားတော့ပျက်စီးသွားတယ်ဟုတ်လားဒါကြောင့်အဲ့ဒီအဝိဇ္ဇာတည်းဟူသောမောဟကိုဖြစ်စည်းတဲ့နေရာမှာလည်းပဲအကောင်းဆုံးလက်နက်ကဘာဖြစ်နေတော့ပညာဖြစ်နေတယ်ဟုတ်လားဒါကြောင့်ဖြစ်ချင်းပြည့်ချင်းကိုထိုးထွင်းပြီးတော့သိမြင်နားလည်နိုင်တဲ့ပညာရဖို့အတွက်ဖြစ်တိုင်းသတိဝိရိယဉာဏ်ပညာဥရှိပြီးတော့တိနေတဲ့အလေးအကျင့်ကိုပြုစုပြောထောင်ကြဖို့မလိုဘူးလားလိုတယ်ဦးဇင်းတို့ဘာပြောနေတာတော့တတိပဋ္ဌာန်ဒေသနာကိုအနှစ်ချုပ်ပြီးတော့ပြောနေတာနော်ဟုတ်ရဲ့လားဒါကြောင့်ဖြစ်တိုင်းခန္ဓာမှာဘာတွေဖြစ်နေတယ်လဲဆိုတာကိုအပူအလိုမပါဖြစ်ချက်မပါနှုတ်ပယ်ချက်မပါပဲနဲ့အရှိကိုအရှိတိုင်းဒါကိုတိနေအောင်ကြိုးစားရမယ်ဖြစ်တိုင်းသိရမယ်ဖြစ်တိုင်းသိရမယ်ဖြစ်တိုင်းသိနေလို့ရှိရင်အဲ့ဒီဖြစ်လာတဲ့တရားတွေဟာပြက်သွားတယ်ဆိုတာမသိပေဘူးလားသိလိမ့်မယ်ဟုတ်ရဲ့လားဒါကြောင့်ဦးဇင်းတို့မာရှိစတော်ဘုရားကြီးကဖြစ်တိုင်းမပြတ်သိမှတ်နေလျင်ယုံနာနှမျိုးကြောင်းကျိုးသိမြင်မမြဲဆင်းရဲဉာဏ်နဲ့ပေါ်လေအနတ္တတရားနိဗ္ဗာန်ဝင်လို့အနှစ်ချုပ်ပြီးတော့ဟောထားတာဟုတ်ရဲ့လားဒါကြောင့်ပိဿဘောသူတော်ကောင်းတို့တန်တရားဝိမီးစာတန်တရားမီးတောင်မီးနေရနေငြိမ့်သက်ဖို့အတွက်ကိလေသာမီးတွေငြိမ့်ဖို့လိုပါတယ်ကိလေသာမီးငြိမ့်နေတယ်ဆိုရင်ပညာတည်းဟူသောရေဖြင့်ငြိမ့်သက်ရလိမ့်မယ်လို့ဏိကုံးချုပ်မှတ်ဖို့မလိုဘူးလားလိုပါတယ်ဒါကြောင့်ဦးဇင်းတို့ဒီကနေ့အဂိသုတ်တံကိုအခြေခံပြီးတော့မီးသုံးပါးကိုရေသုံးမျိုးဖြင့်ငြိမ့်သက်ပုံကိုဟောခဲ့တယ်နော်
ရှာကဆိုတဲ့ဆွလန်းခြင်းမိကိုငြိမ့်သက်ဖို့အတွက်အတုပဘာဝနာကိုကြိုးစားကြရမယ်ဒေါသတည်းဟူသောမိကိုငြိမ့်သက်ဖို့အတွက်မေတ္တာတည်းဟူသောရေဖြင့်ငြိမ့်သက်ကြရမယ်ဟုတ်လားမောဟတည်းဟူသောမိတောင်မိလျံကိုငြိမ့်သက်ဖို့အတွက်ပညာတည်းဟူသောရေကိုအသုံးပြုကြရလိမ့်မယ်ဒီကနေ့ညအထူးပြုပြီးတော့ပြောတာကတော့ဒေါသမီးနဲ့မေတ္တာကြီးကိုပြောတာပါဟုတ်ရဲ့လားဒါပေမဲ့တကယ်တမ်းအရေးကြီးတာကမောဟမီးနဲ့ပညာကြီးကပို့ပြီးတော့အရေးကြီးဘူးလားအရေးကြီးတာပေါ့ဟုတ်လားဒါကြောင့်ပိဋကပေါင်းတော်ကောင်းတို့မေတ္တာတွေလည်းပွားပြီးကြပြီဟုတ်လားအေးပညာတည်းဟူသောရေဖြင့်မောဟမီးကိုငြိမ့်သက်ဖို့ဒါဦးဇင်းတို့9မိနစ်လောက်အချိန်ယူပြီးတော့တရားဘာဝနာလုပ်ကိုကြိုးစားကြရအောင်နော်